ဒီနေ့မှာတော့ပြည်သူတွေကိုကူညီဖို့ရည်ရွယ်ထားတဲ့ရဲဌာနနဲ့တရားရုံးတွေကပြည်သူကိုမကူညီပဲအာဏာနဲ့ခွင့်ရေးကိုအလွဲသုံးစားတွေပြုလုပ်ကာမတရားတဲ့ဖိနှိပ်မှုတွေနဲ့ပြည်သူတွေရဲ့ပေါ်အမှုတွေရဲ့ပေါ်မှာကောက်ချစ်ရုံမာနေခဲ့တာကြောင့်အဆောင်ရှောက်နတ်ဖျားတစ်ပါးဖြစ်တဲ့အရှင်ကာရုပုနတ်ဖျားကအမှန်တရားထွန်းကားဖို့နဲ့မကောင်းသူပဲကောင်းသူခဲ့ဖို့သူ့ရဲ့တကူစွမ်းနေတဲ့အင်အားနဲ့ပါသူဘက်ကဘလူတွေဝင်ရောက်ကူညီပေးသွားမှလေမတရားတဲ့စနစ်တစ်ခုကိုအသက်သွင်းပြီးအထက်ပိုင်းလူကြီးတွေနဲ့ပူးပေါင်းကဥပဒေကိုတည်ခွင်းလိုလှုပ်ချင်သလိုလုပ်နေကြတဲ့သူတွေနဲ့အရှင်ကာရုပုနတ်ဖျားတို့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြင်ကြင်တန်တန်အရှင်ကန်းတွေနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ်မင်းသားကြီးစူရိယနဲ့မင်းသမီးကျော်ထရီရှာတို့အဓိကပါဝင်တရုပ်ဆောင်ထားတဲ့စကားကောင်းလေးတကားကို recap ပြုလုပ်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Recap Channel ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါအိန္ဒိယစကားများကိုတည်တံ့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recap Channel နဲ့နိုင်ငံတကာစကားအစုံကိုတင်ဆက်ပေးသွားမယ့် Recap IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာဇလန်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်ပဲဖြစ်ပါတယ်ညမှာတော့အဖိုးတို့တူဟာတောင်အိန္ဒိယရဲ့ကျေးလက်ဒေသနတ်ဖျားတစ်ပါးဖြစ်တဲ့အရှင်ကာရုပုကိုအိမ်မက်မြင်မက်နေခဲ့ပြီးအနက်ရောင်နတ်ဖျားကမကောင်းမှုတစ်ခုကနေသူ့ကိုကယ်တင်ပြီးလူဆိုးတွေကိုဒေါသတကြီးနဲ့နှိမ်နှင်းနေတဲ့ပုံတွေကိုအိမ်မက်မက်ရင်းလန်နိုးလာခဲ့ပါတယ်ဖခင်ဖြစ်သူကိုကြည့်ရင်သမီးဖြစ်သူဘီနုကဘာဖြစ်တာလဲဖေလို့စိုးရိမ်ကြီးနဲ့မီးပြင်းငယ်ရှာပါတယ်သူတို့သားဖကယထာစီပေါ်မှာဖြစ်ပြီးဖခင်ဖြစ်သူစုကူမာရန်ကသမီးဖြစ်သူဘီနုဟာယထာကဘာလို့ရက်သွားရတာလဲလို့မီးပြင်းလာခဲ့တဲ့အခါဘီနုကမတိဘူးဖေးရက်နေတာ10မိနစ်လောက်ရှိပြီလို့ပြောဆိုခဲ့ပါတယ်စုကူမာရန်ကယထာဘော်ကခီးသွွားလူငယ်တူကိုဒါကဘယ်နေရာရောက်ပြီလဲလို့မီးပြင်းခဲ့တဲ့အခါတစ်ဖက်ကခီးသွွားလူငယ်ကဒါကဘေးစင်တရာလေဦးလေးယထာကဒီနေရာမှာနောက်ထပ်45မိနစ်လောက်ကြာအောင်ပါဦးလေးတို့ကဘယ်သွားမှလဲလို့မေးခဲ့တာကြောင့်စုကူမာရန်ကချူလိုက်မေတူကိုပါလို့ပြောဆိုခဲ့ပါတော့တယ်ဒါကိုကြားလိုက်ရတဲ့ခီးသွွားလူငယ်ကဒါဆိုဒီမှာပဲဆင်းပြီး3မိန်းငါစီးလိုက်ရင်ပို့ပြီးတော့မြန်တာပေါ့လို့ပြောဆိုသွားခဲ့ပါတယ်ဒါကြောင့်ပဲဖခင်ဖြစ်သူစုကူမာရန်ကသမီးအဖေတို့လည်းဒီမှာဆင်းပြီးတော့3မိန်းငါလိုက်မယ်လို့ပြောဆိုကအိတ်ကိုဆွဲလိုက်တဲ့အချိန်မှာပဲအိတ်ကယထာခုံကတန်ကျိတ်တစ်ခုနဲ့ညှိနေခဲ့ပါတယ်အဆိုပါတန်ကျိတ်ရဲ့အနီးမှာအရှင်ကာရုပုရုပ်ပုံနဲ့အိတ်တလုံးကိုစုကူမာရန်တယောက်တွေ့မြင်လိုက်ရပါတယ်အရှင်ကာရုပုကသူတို့ကိုမသွားစေချင်လို့များတားဆီးတာလားလို့စုကူမာရန်တယောက်တွေးလိုက်ရင်မဖြစ်သေးပါဘူးသမီးလေးရဲ့ကိစ္စကပို့ပြီးတော့ရေးကြည့်တယ်လို့တွေးတော့ကယထာဘော်ကဆင်းပြီး3မိန်းငါနေခဲ့တဲ့အချိန်မှာပဲမျက်နှာကိုအဝတ်တွေစီးနှောင်ထားတဲ့ဓမြနှစ်ဦးကအဖိုးစုကူမာရန်နဲ့သမီးဖြစ်သူဘီနုတို့ကိုတိုက်ခိုက်ကအဖိုးစုကူမာရန်ရဲ့လက်စွဲကိုယူဆောင်ကထွက်ပြေးသွားခဲ့ပါတော့တယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးအဖိုးစုကူမာရန်နဲ့သမီးဖြစ်သူဘီနုတို့ကအနီးပါးကရဲစခန်းတစ်ခုကိုတွားရောက်ကသူတို့ရဲ့ဖြစ်ပျက်ကိုပြောဆိုရှင်းပြပြီးတိုင်ကြားခဲ့ပါတယ်ဒါကိုစကန်မှုဖြစ်တဲ့အမျိုးသမီးရဲရရှိတန်ခါမီနာကရှင်တို့ပြောပုံကသိပြီးတော့ရုပ်တိမရှိဘူးခြံတိုင်းကိုပထမဆုံးချိန်လာတယ်လဲပြောသေးတယ်ပြီးတော့ဘာလို့ဘေးစင်တရားမှာဆင်းဖို့ရွေးချယ်လိုက်ရတာလဲအမှန်ဆိုရင်ဘ ਹੁ ဘူရာကြီးမှာဆင်းရမှာမဟုတ်လားလို့ပြောဆိုကကြောက်ရွံ့နေခဲ့တဲ့ဘီနူဟာဒီလူကြီးကနင်းရဲ့ဖေးဆိုတာရောဟုတ်ရဲ့လားဘာမှကြောက်စရာမလိုဘူးအမှန်တိုင်းပဲပြောပါသူနောက်ကိုလိုက်ခဲ့ဖို့နင်းကိုအချက်ကင်ချင်းချောက်ခဲ့တာလားလို့မေးမြန်းခဲ့တဲ့အခါမှာတော့စိတ်ပြတ်သွားခဲ့တဲ့ဘီနူကရှင်တို့ကရဲတွေမဟုတ်ဘူးလားကျမတို့အိမ်အလူခံလိုက်ရလို့လာပြီးတော့တိုင်တာလေအခုကျမရဲ့ဖေကိုတောင်ဒူဆိုးတခိုးလို့ပြောနေတယ်ဒီကိစ္စဗီဒီယိုရိုက်ပြီး Instagram ပေါ်တင်လိုက်ရမလားလို့ပြောဆိုခဲ့တာကြောင့်အမျိုးသမီးရဲရရှိတန်ခါမီနာကနေငါကိုပြန်ပြီးတော့လာတင်ပေးနေတာလားနေရဲ့ပုံစံကိုလည်းကြည့်အောင်ယထာပေါ်မှာဒီလိုဝတ်စားလာရလားဟိုကနင်တို့ရဲ့အိတ်ကိုလူသွားတာကိုပဲကျေးဇူးတင်လိုက်အောင်အခုကိစ္စကနင်တို့ရဲ့ပို့ဆောင်မှုကြောင့်ဖြစ်တာငါတို့ကနင်တို့အတွက်အလုပ်ရှုပ်ရအောင်မယ်လို့ပြည်သူကြွေးတဲ့ထမင်းကိုစားကထမင်းရှင်ပြည်သူကိုမေ့လျော်ပြီးစော်ကားပြောဆိုနေခဲ့ပါတယ်ရဲတပ်သားကြီးကာမာရန်ကအိတ်ထဲမှာဘာတွေပါသွားသေးလဲလို့မင်းပြန့်ခဲ့တဲ့အခါစုကူမာရန်ကကျွန်တော်တို့သားဖာစူဆောင်းထားတဲ့ရွှေတွေအများကြီးပါသွားတယ်လို့ပြောဆိုခဲ့တာကြောင့်အမျိုးသမီးရဲရရှိတန်ခါမီနာကရွှေကဘယ်နှချက်သားလောက်ရှိလဲလို့မင်းပြန့်ခဲ့တဲ့အခါစုကူမာရန်က60သားလောက်ရှိတယ်လို့ပြောဆိုခဲ့တဲ့အချိန်မှာတော့အမျိုးသမီးရဲရရှိတန်ခါမီနာတယောက်မျက်လုံးပြူးသွားခဲ့ရပါတယ်ဟုတ်ပါတယ်တကယ်တော့အဖိုးစုကူမာရန်က
သူ့ရဲ့သမီးလေးဘီနူးရဲ့ယောဂကိုကုသဖို့အတွက်သူစုဆောင်းထားသမျှရွှေတွေကိုယူပြီးချန်တိုင်းမြို့ပေါ်ကိုတက်လာခဲ့တာလည်းဖြစ်ပါတယ်ဘီနူးကိုစိတ်ကုသပေးနေခဲ့တဲ့ဆရာဝန်ကြီးကခမရဲ့သမီးမှာအသေးယောဂဖြစ်နေတာသူကိုချန်တိုင်းကဆေးရုံကြီးကိုခေါ်သွားပြီးစိတ်ကုသမှုချက်ချင်းခံယူမှဖြစ်မယ်ခမရဲ့အသေးကခမရဲ့သမီးနဲ့ကိုင်းညီတယ်ဒါပေမဲ့အဲ့လိုအသေးစားထိုးဖို့ဆိုရင်အနည်းဆုံး25သိန်းကနေ30လောက်ကုန်ကြနိုင်တယ်မြန်နိုင်သမျှမြန်လေးသူ့အတွက်ကောင်းနေပဲသူကအန်နာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဝမ်းသွားတာပဲဖြစ်ဖြစ်သွေးပါလာပြီးဆိုရင်တော့ခွဲစိတ်ရတာပို့ပြီးတော့အန်ရီများသွားလိမ့်မယ်လို့ပြောဆိုသတိပေးခဲ့တာကြောင့်သမီးလေးကိုခေါ်ပြီးချန်တိုင်းကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်နောက်တရက်မှာတော့ရဲတွေကစကူမာရန်တို့တားဖာကိုဆက်သွဲကသူတို့ဖမ်းဆီးထားတဲ့ခိုဆိုလူနိုင်တန်တရားတရားခံချို့ကိုပြသကခမရတို့ရဲ့ပစ္စည်းကိုလူပြေးသွားတဲ့သူတွေကဘသူတွေလဲဆိုတာခမရတို့ကိုယ်တိုင်စစ်ဆေးသိကြပြီးဆိုတာနဲ့သူတို့ကိုအချုပ်ထဲထည့်ပြီးစစ်မယ်လို့ပြောဆိုခဲ့ပါတယ်ရဲတွေဖမ်းဆီးထားတဲ့တန်တရားတရားခံတွေကစကူမာရန်တို့တားဖာကိုတွေ့တဲ့အခါမှာတော့အချို့ကသူတို့ဘာမှမခိုးယူထားကြောင်းရဲတွေကသူတို့ကိုမတရားရိုက်နှက်နှိပ်စက်ကြကြောင်းငိုယိုတောင်းပန်ခဲ့ကြပါတယ်သူတို့ခန္ဓာကိုယ်ကဒဏ်ရာတန်ချက်တွေကိုကြည့်ရင်စကူမာရန်တို့တားဖာဟာအရန်ကိုတနာသွားခဲ့ကြပါတယ်ဒီလိုနဲ့နောက်တရက်မှာပဲရစ်တက်ချက်ကြီးကာမာရန်ကသူတို့တားဖာကိုဆက်သွယ်လာခဲ့ကရွှေတွေကိုခိုးယူသွားခဲ့တဲ့တရားခံတို့ကိုဖမ်းဆီးရမိပြီဖြစ်ကြောင်းပြောဆိုခဲ့ကပျောက်ဆုံးသွားခဲ့တဲ့ရွှေတွေကိုပြသခဲ့ပါတယ်အဖိုးစကူမာရန်ကရွှေတွေကိုစစ်ဆေးကြည့်ခဲ့တဲ့အခါ45ကျပ်သားပဲရှိပြီး15ကျပ်သားကပျောက်ဆုံးနေခဲ့တာကြောင့်အကျိုးအကြောင်းကိုပြောဆိုခဲ့တဲ့အခါရစ်တက်ချက်ကြီးကာမာရန်ကဒီမှာဆရာအခြားသူတွေဆိုရင်အခိုးခံရတဲ့ပစ္စည်းတွေကိုပြန်ရဖို့နှိမ့်နဲ့ချီပြီးကြားတယ်ခမရတို့ရဲ့ပစ္စည်းတွေအခုလိုမျိုးမြမြဆန်းဆန်းပြန်ရတာကိုပဲကျေးဇူးတင်လိုက်ဒီတော့ပစ္စည်းပြန်ရပြီဆိုတဲ့အကြောင်းလက်မှတ်ထိုးပေးပါလို့ပြောဆိုခဲ့ပါတယ်အဆိုပါချင်းစကန်မှုတန်ခါမီနာကရောက်ရှိလို့လာခဲ့တာကြောင့်အဖိုးစကူမာရန်ကကျွန်တော်တို့ပျောက်ဆုံးသွားတာကရွှေ60ကျပ်သားလေးအခုပြန်ရတော့45ကျပ်သားဆိုတော့15ကျပ်သားလိုအပ်နေသေးတယ်လို့ပြောဆိုအကူအညီတောင်းခံခဲ့တဲ့အချိန်မှာလဲတန်ခါမီနာကတကိုးတွေကရှင်တို့ရဲ့ရွှေတွေကိုခိုးပြီးဒီတိုင်းအလှထိုင်ကြည့်နေမယ်လို့ထင်နေလားအဲ့ညကလေးကမဟာဗာလီပူရန်ကိုသွားပြီးအကုန်လုံးကိုတုံးဖြုံပစ်နေကြတာအခု45ကျပ်သားပြန်ရတယ်ဆိုတာတောင်တော်တော်လေးကိုကံကောင်းနေပြီရှင်တို့အဲ့ဒါကိုမှမချင်နဲ့ရင်အဲ့ဒီရွှေတွေကိုရဲစခန်းမှာပဲသိမ်းဆည်းထားလိုက်မယ်လို့ချင်းချောက်ပြောဆိုခဲ့ပါတယ်ဒါကြောင့်ဘာမှမတက်တာတဲ့အဆုံးအဖိုးကိုစကူမာရန်ကရသမျှရွှေ45ကျပ်သားကိုလက်မှတ်ထိုးပြီးပြန်ယူမယ်အလုပ်မှာပဲရဲတက်ချက်ကြီးကာမာရန်ကခဏနေအောင်ဆရာကျွန်တော်တို့ကခမ ्या ကိုဒီရွှေတွေဒီအတိုင်းပြန်ပေးလိုက်လို့မရဘူးခမ ्या တို့အနေနဲ့ဒီပစ္စည်းတွေကိုပြန်လို့ချင်းရင်တရားရုံးတော်ကနေစင်တောင်းဆိုရလိမ့်မယ်ဒါကလုံထုံးလုံနည်းပဲလို့ပြောဆိုလာခဲ့တာကြောင့်အဖိုးစူကူမာရန်ကကျုပ်ပစ္စည်းဆိုတာလဲမှန်တယ်အခုလဲပစ္စည်းတွေကရနေပြီဒါနဲ့ဘာလို့များတရားရုံးထိသွားနေရမှာလဲလို့နားမလဲစွာမင်းပြန်ခဲ့ပါရဲတက်ချက်ကြီးကာမာရန်ကကျွန်တော်တို့ကဒီအတိုင်းပဲလွှဲပြောင်းပေးပြီးမှခမ ्या တို့ကပစ္စည်းတွေပြန်မရပါဘူးဆိုရင်ကျုပ်တို့တွေဒုက္ခရောက်သွားမှာပေါ့ဒီတော့ခမ ्या ကိုကျုပ်အကြံတစ်ခုပေးလိုက်မယ်တရားရုံးမှာကျုပ်နဲ့တည်တဲ့ရှင်းနေတယောက်ရှိတယ်သူကိုငှားပြီးတရားရုံးကနေခမ ्या တို့ရဲ့ရွှေတွေကိုတောင်းယူလိုက်လို့ပြောဆိုကအဆိုပါရှင်းနေရဲ့လိပ်စာကတ်ကိုပေးရခဲ့ပါရေရင်းခုနှစ်တွင်းလိုအမိရတဲ့တရားရုံးကြီးတွင်းမှာတော့တရားရုံးဂျာနာမှုတွေကိုပြုလုပ်လို့နေခဲ့ပြီးစန်ကရန်နဲ့စကွန်တာလာဆိုတဲ့တက်ကြီးဆောင်တွေနဲ့စတုံးကြီးကိုများဆိုတဲ့လူမိုက်စုကတရားရင်ဆိုင်နေခဲ့တာလည်းဖြစ်ပါတယ်။တက်ကြီးဆောင်တွေဘက်ကနေအမှုလိုက်ပေးနေခဲ့တဲ့ရှင်းနေမာလေးပရီတီကတရားသူကြီးရာဂျာနာယာကန်အားကျမရဲ့မှုသည်တွေက2009ခုနှစ်မှာသူတို့ရဲ့ပိုင်ဆိုင်မှုကိုတစ်ဖက်လူ၄ဦးထံကိုငှားရမ်းခဲ့ပါတယ်။ဒါကိုစတုံးကြီးကိုများဆိုတဲ့လူတွေကဘစ်ကစ်ဆက်ယုံဖြစ်လုတ်ကင်ခဲ့ကြပါတယ်။အခုငှားရမ်းတဲ့တက်တန်းကကုတ်ဆုံးသွားပြီမဲ့လေသူတို့တွေကအဲ့နေရာကနေမဖယ်ပေးပဲဆက်လက်လုတ်ကင်နေကြပါတယ်။ဒါကြောင့်ကျမရဲ့မှုသည်ကသူတို့ကိုနှင်ထုတ်ဖို့အတွက်တရားစွဲဆိုခဲ့တာပါ။ဒါကိုတစ်ဖက်ကလူတွေကဒီအဖိုးကြီးအဖွားကြီးတွေကသူတို့ကိုမတရားတိုက်ခိုက်ခဲ့ပါတယ်ဆိုပြီးမဟုတ်မမှန်တဲ့အမှုနဲ့ပြန်လည်တရားစွဲဆိုထားတာပါလို့တသက်ထောက်ထားတွေနဲ့တင်ပြပြောဆိုခဲ့ပါတယ်။ဒါကြောင့်တရားသူကြီးကတစ်ဖက်ရှင်းနေဖြစ်တဲ့ဘေဘီကန်နန်ဆိုတဲ့သူဟာမင်းအနေနဲ့ပြန်လည်မေးခွန်းရှိပါသလားလို့မေးမြန်းခဲ့တဲ့အခါဘေဘီကန်နန်ဆိုသူကကျွန်တော်ရဲ့ရှောက်လဲချက်အားလုံးကိုရေးသားထားတဲ့စာတမ်းဖိုင်ကိုတရားသူကြီးကိုရောတစ်ဖက်ရှင်းနေကိုပါတင်ပြထားပါတယ်လို့ပြောဆိုခဲ့တာကြောင့်တရားသူကြီးကရှင်းနေဘေဘီကန်နန်တင်ပြထားတဲ့ရှောက်လဲချက်စာရွက်ကိုဖတ်ရှုနေခဲ့တယ်လို့တစ်ဖက်ရှင်းနေမှလေပရီတီကလည်းဘေဘီကန်နန်တင်ပြထားခဲ့တဲ့ရှောက်လဲချက်စာရွက်ကိုဖတ်ရှုနေခဲ့ပါတယ်။တစ်ဖက်ရှင်းနေဘေဘီကန်နန်ကဒီထဲကအဓိကချက်တွေကစာမျက်နှာ9မှာပါပါတယ်လို့ပြောဆိုခဲ့တဲ့အခါမှာတော့တရားသူကြီးကစာမျက်နှာ9ကိုကြည့်လိုက်ရင်ရှင်းနေဘေဘီကန်နန်ကိုကြည့်ကပြုံးနေခဲ့ပါတယ်။တရားသူကြီးကဒါနဲ့တင်မလုံလောက်သေးဘူးတခြားချက်တွေရောရှိလားလို့မေးမြန်းခဲ့တဲ့အခါ
ရှင်နေဘေဘီကန်နန်ကစာမျက်နှာ9ကိုလည်းကြည့်ပေးပါအောင်လို့ပြောဆိုခဲ့ပြန်ပါတယ်။တရားသူကြီးကစာမျက်နှာ9မှာပါတဲ့အချက်လက်တွေကိုကြည့်ရင်ပြုံးရွှင်သွားခဲ့ပြန်ပါတယ်။ဒါကိုကြည့်ရင်တစ်ဖက်ရှင်နေပါလေပရီတီကတရားသူကြီးရှင်ကျမကိုပေးထားတဲ့ရှောက်လေးချက်စာရွက်မှာတော့စာမျက်နှာ9မှာရော9မှာပါဘာမှမပါဘူးလို့ကန့်ကွက်ရှောက်ထားခဲ့တဲ့အခါတရားသူကြီးကမင်းပြောရမယ့်အချိန်ကကုန်သွားပြီလို့ပြောဆိုပိတ်ပင်ခဲ့ပါတယ်။ဘေဘီကန်နန်ကတရားသူကြီးခင်ဗျာနေနာခဲ့ရတဲ့ကျွန်ုပ်ရဲ့မှုတွေအတွက်တရားမျှတမှုရဖို့တောင်းဆိုပါတယ်လို့ပြောဆိုခဲ့တဲ့အချိန်မှာတော့တရားသူကြီးရာချာနာယာကန်ကတကြီးဆုံးတွေဟာခင်ဗျားတို့ကဂိုဒင်ဘီစကစ်စက်ရုံရဲ့ပိုင်ဆိုင်မှုတွေကိုဖျက်ဆီးခဲ့ကြတယ်။ဒါအပြင်ကုမ္ပဏီပိုင်ရှင်တွေဖြစ်တဲ့ကိုစတုန်စတိဖ်နဲ့အော့စတင်တို့ကိုလည်းရရဆက်ဆက်တိုက်ခိုက်ခဲ့တယ်ဆိုတာထင်ရှားနေတယ်။ခင်ဗျားတို့ရဲ့တိုက်ရွယ်ကိုထောက်ပြီးငင်းညာတဲ့အနေနဲ့တသိန်းနဲ့ကိုပိုင်ခံဝင်ချက်နဲ့အာမခံပေးလိုက်ပဲ။နောက်ဆိုရင်တရားရုံးခွင့်ပြုချက်မရှိပဲစက်ရုံနဲ့ဝင်ခွင့်မရှိဘူးလို့လည်းမတရားအမိန့်ချမှတ်ခဲ့ပါတယ်။ဒါကြောင့်ပဲရှင်နေမာလေးပရီတီကတစ်ဖက်ရှင်နေတင်ပြချက်တွေထဲမှာဘာခိုင်လုံတဲ့အချက်လက်မှမပါဘူးလေ။ဘာတက်သေးမှလည်းတင်ပြထားတာမရှိဘူးလို့ပြောဆိုခဲ့တဲ့အချိန်မှာပဲတစ်ဖက်ရှင်နေဘေဘီကန်နန်ထံကနေလက်ယူထားတဲ့တရားသူကြီးကနင်ကငါရဲ့ဆုံးဖြတ်ချက်ကိုမှားတယ်လို့ပြောချင်တာလား။နင်စီကစကားတစ်ခုထပ်ကြားတာနဲ့တရားရုံးတော်ကိုမထီမဲ့မြင်ပြုမှုနဲ့ဖမ်းဆီးလိုက်ပဲလို့ချင်းချောက်ပြောဆိုခဲ့ပါတယ်။တရားခွင်ပြီးဆုံးသွားခဲ့တဲ့အချိန်မှာတော့တစ်ဖက်ရှင်နေဘေဘီကန်နန်ဆိုသူကလူမိုက်တွေနဲ့အောင်ပွဲခံနေခဲ့ရင်ရှင်နေမာလေးပရီတီယာမင်းကတော်တော်လေးကိုရှောက်လဲနိုင်ခဲ့တာပဲ။ဒါပေမဲ့တရားသူကြီးရဲ့မိန်းကတော့ဘယ်တော့မှမင်းဘက်ကိုမပါဘူးလို့ပြောဆိုခဲ့တဲ့အခါပရီတီကနင်ကပတ်စံပေးပြီးကိစ္စတိုင်းကိုဖြေရှင်းနေကြတာငါမသိဘူးများမှတ်နေလားနင်ဒီလိုဘယ်အချိန်ထိဆက်လုပ်နေဦးမှလဲလို့မင်းပြန့်ခဲ့တဲ့အခါဘေဘီကန်နန်ကမင်းရဲ့ပြဿနာကဘာလဲသိလားတရားရုံးထဲမှာအမှန်တရားကိုပြောပြီးလူတိုင်းကလက်ခုပ်တီးမဲ့အချိန်ကိုစောင့်ဆိုင်းနေကြတာနင်မသိတာကပူတော်တဲ့ရှင်းနေဆိုတာရှောက်လဲချက်တဲ့ဘာကပို့ပြီးတော့အရေးကြီးလဲဆိုတာကိုသိရှိနေရတယ်ဒီခေတ်မှာဘယ်ရာကမှရေမလောင်းရင်မရှင်းတန်နိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်ပဲပရီတီကဒီနေ့တရားရုံးကပြောင်းလဲသွားပြီးအမှန်တရားရဲ့ဗတ်တော်သားတွေရောက်လာတဲ့ဒီနေ့ကျရင်ဘသူကကြံငယ်မလဲဆိုတာစောင့်ကြည့်ကြသေးတာပေါ့လို့ပြောဆိုခဲ့တဲ့အချိန်မှလေဘေဘီကန်နန်ကဒီနေရာကငါနေရာငါတရားရုံးဘယ်တော့မှမပြောင်းလဲစေရဘူးနောက်ဆုံးဖျားသခင်ကိုယ်တိုင်ကြွလာခဲ့မယ်ဆိုရင်တော့ပြောင်းလဲလို့မရစေရဘူးငါရဲ့ခွင့်ပြုချက်မရရင်ပေါ့လို့ပြောဆိုသွားခဲ့ပါတော့တယ်တရားမှာတော့ရတက်ချက်ကြီးကာမာရန်လမ်းညွှန်လိုက်တဲ့အတိုင်းအဖိုးစုကူမာရန်နဲ့သမီးဖြစ်သူဘီနူးဟာရေရင်းခုနှစ်တွင်တရားရုံးကိုရောက်ရှိလာခဲ့ပါတယ်တရားရုံးတွင်တနေရာမှာတော့နမင်းကြီးကိုစီးထားတဲ့ဟန်နဲ့အရှင်ကာရူပူရုပ်ထုကြီးကိုတွေ့မြင်လိုက်ရပြီးအမျိုးသမီးတူကငရုတ်သီးတွေကိုတသားဆုံကြီးတစ်ခုတွင်ထောင်းနေခဲ့တာကိုမြင်တွေ့လိုက်ရတာကြောင့်အဖိုးစုကူမာရန်ကသူ့ရဲ့အိမ်မက်ထဲကအဖြစ်ပြက်ချို့ကိုပြန်ပြီးတော့အမှတ်ရသွားခဲ့ပါတယ်ဒါကြောင့်နတ်ဖျားရုပ်ထုနီးမှာတွေ့လိုက်ရတဲ့လူကြီးတူကဆရာဒါကဘာနဲ့ဖျားကြောင်းလဲလို့မင်းပြခဲ့တဲ့အခါတစ်ဖက်လူကြီးကဒီနတ်ဖျားကတော်တော်လေးကိုစွန့်ထက်တယ်သူကချမ်းသာတာဆင်းရဲတာဇနိတ်ဆက်မြင့်ခွဲခြားမှုမရှိဘူးတရားရုံးကတော့မဖြေရှင်းနိုင်တဲ့ပြဿနာတွေကိုသူကဖြေရှင်းပေးနိုင်တယ်နယ်မြေတိုင်းမှာစောင့်ရှောက်တဲ့နတ်ဆိုတာရှိတယ်သူကဒီနယ်မြေကိုစောင့်ရှောက်တဲ့နတ်ဖျားပဲသူကကပူရမီလေးနဲ့တင်စိတ်ကျဉ်တတ်သွားမဲ့နူးညံ့တဲ့နတ်ဖျားမျိုးမဟုတ်ဘူးနှလုံးသားထဲမှာရုံရုံချီချီနဲ့ဆူတောင်းပြီးရင်ငရုတ်သီးထောင်းပြီးအရှင်းကိုပူဇော်လိုက်ရင်ဒီကျန်တဲ့နတ်ဖျားကချက်ချင်းကိုတရားမျှတမှုကိုပေးပါလိမ့်မယ်လို့ပြောဆိုသွားခဲ့တဲ့အခါအဖိုးစုကူမာရန်ကအဆိုပါနတ်ဖျားရုပ်ထုကြီးကိုငေးမောကြည့်ရှုနေခဲ့ပါတော့တယ်ဒီလိုနဲ့စုကူမာရန်တို့သားဖာဟာမျက်စိတငယ်နားတငယ်နဲ့တရားရုံးတွင်ကိုရောက်ရှိသွားခဲ့ကြပြီးဘေဘီကန်နန်ရဲ့လူတွေကအဲ့ဖိုးကြီးမှာရွှေ60သားတောင်ပါလာတာပြီးတော့သူတို့သားဖာကိုကြည်ရတာဥတူတူအတတနဲ့တရားရုံးချိန်တွေဆွဲပြီးရုံးချိန်တစ်ခုကို1000လောက်တောင်းကြမလားလို့ရုံးမှန်စွာပြောဆိုတိုင်ပင်နေခဲ့ကြပါတယ်အဲ့တော့ရှင်နေဘေဘီကန်နန်ကစုကူမာရန်တို့သားဖာရဲ့အလူရက်ခံလိုက်ရတဲ့ရွှေတွေကိုတရားရုံးကနေပြန်လည်ရရှိစေဖို့အမှုလိုက်ရှင်နေဖြစ်ဆောင်ရွက်ကတရားသူကြီးရာချာနာယာကန်နဲ့ပူးပေါင်းရင်းရုံးချိန်တွေကိုတစ်ခုပြီးတစ်ခုချင်းဆိုနေစေခဲ့ပါတယ်ရုံးချိန်တစ်ခုပြီးဆုံးသွားတဲ့အခါတိုင်းဘေဘီကန်နန်တို့ရှင်နေဘွက်ကဓမ္မောက်ဆိုင်ကောင်းကောင်းကိုသွားကတပြဲတပြဲစားတောက်ခဲ့ကြသလိုအဖိုးစုကူမာရန်တို့သားဖခင်များမှာတော့ဒူစာတယောက်တစ်ခုနဲ့ဖြစ်သိမ့်နေခဲ့ရပါတယ်စားပြီးတောက်ပြီးတဲ့အခါမှာတော့ဘေဘီကန်နန်တို့ပွဲစားတောက်ထားသမျှအဖိုးစုကူမာရန်ရဲ့သမီးလေးဘီနူကအကုန်ရှင်းပေးနေခဲ့ရပါတယ်အဆိုပါနေသမင်းစားနေခဲ့ကြရင်အဖိုးစုကူမာရန်တို့သားဖကဆရာကျွန်တော်တကူလောက်ပြောဆိုလို့ရမလားတကယ်တော့ကျွန်တော်တို့သားဖရဲ့တကယ်ခိုးခံလိုက်ရတဲ့ရွှေတွေက60ကျပ်သားရှိတယ်လို့ပြောဆိုခဲ့ပြီးဘီနူကအရာကိုရဲစခန်းကသူတို့ကို45ချက်သားပဲပြန်ရတယ်လို့ပြောဆိုခဲ့တဲ့အခါ
ရှင်းနေဘေဘီကန်နန်ကအဲ့ဒါကျွန်တော်ကိုဘာလို့စိုးစိုးကမပြောတာလဲလို့မင်းပြန့်ခဲ့ကရဲစခန်းကိုချက်ချင်းပဲဖုန်းဆက်ခဲ့ပါတယ်ဘေဘီကန်နန်ကရဲတက်ချက်ကြီးကာမရန်ကိုဖုန်းခေါ်ကစကန်မှုကိုဖုန်းလွှဲပေးဖို့ပြောဆိုခဲ့တာကြောင့်ကာမရန်ကစကန်မှုသေးတန်ကာမီနာကိုဖုန်းလွှဲပေးခဲ့ပါတယ်ဘေဘီကန်နန်ကသူကရေရင်းခုနှစ်တွင်တရားရုံးကရှင်းနေဖြစ်ကြောင်းရွှေတွေခိုးခံလိုက်ရတဲ့တားဖနှစ်ယောက်ရဲ့ပျောက်ဆုံးသွားတဲ့ရွှေက60ကျပ်သားတွေက15ကျပ်သားကစီးရင်မှာပါမလာဘူးဆိုတာဟုတ်ပါသလားလို့မေးမြန်းခဲ့တဲ့အခါစကန်မှုသေးတန်ကာမီနာကအမှုရဲထဲမှာပါတယ်မဟုတ်လားကျမကရှင်ကိုထပ်ပြီးရှင်းပြနေရအောင်မလားရှင်အဲ့ကိစ္စကိုသိချင်ရင်စကန်ကိုကိုယ်တိုင်လာခဲ့လို့ခက်ရင်တုံ့ပြန်ခဲ့ပါတစ်ဖက်စကန်မှုသေးတန်ကာမီနာရဲ့အတန်ကိုဘေကလူတွေအကုန်လုံးကပါကြားနေခဲ့ရတာကြောင့်ဘေဘီကန်နန်တယောက်အရှက်ရသွားခဲ့ပါဒါကြောင့်ဘေဘီကန်နန်ကဂေါ်ရီဗမာလဲလို့မေးမြန်းကသူ့ရဲ့ဖွဲ့ဝင်တွေကိုစတင်လှုပ်ရှားဖို့ခိုင်းစေခဲ့ပါတော့တယ်။တိတ်မကြခင်မှာပဲဘေဘီကန်နန်တို့ဖွဲ့တွေကရဲစခန်းရှိကိုအဖွဲ့အစည်းပုံစံမျိုးမျိုးနဲ့ရောက်ရှိလို့လာခဲ့ကရွှေတကူတန်ကာမီနာဆိုတဲ့ကျွေးကြော်တန်တွေနဲ့အတူရဲတွေကိုဖိအားပေးပြောဆိုဆန္ဒပြခဲ့ကြပါတယ်။အဆိုပါသတင်းကအထက်ပိုင်းရရှိတွေရဲ့နားကိုပေါက်ရောက်သွားခဲ့တာကြောင့်စခန်းမှုတန်ကာမီနာတယောက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာခဲ့ရပါတယ်။သတင်းမီဒီယာတွေကလည်းလက်စားတဲ့နေရာမှာအဆိုပါရဲစခန်းကနံပါတ်1ဆိုပြီးဝိုင်းဝန်းလောင်ပြောင်ရေးသားခဲ့ပါတယ်။ဖိအားတွေများစွာနဲ့ရင်ဆိုင်နေခဲ့ရတဲ့စခန်းမှုတန်ကာမီနာကိုတရားမှာတော့ရှင်းနေဘေဘီကန်နန်ကလာရအောင်တွစ်ဆုံခဲ့ပါတယ်။တန်ကာမီနာကဘာဖြစ်ချင်တာလဲဆရာရဲ့စနစ်ကြောင့်ကျမတို့စခန်းလဲရစရာမရှိတော့ဘူးလို့စိတ်ပြက်လက်ပြက်ပြောဆိုခဲ့တဲ့အခါဘေဘီကန်နန်ကခမရတို့အဖိုးကြီးရဲ့ရွှေ60ကျပ်သားအလုံးပြန်ရခဲ့တဲ့ဆိုတာကြုံသိတယ်။ဒါပေမဲ့အမှုရဲထဲမှာ45ကျပ်သားလို့ပဲပြထားတယ်။ကျန်တဲ့15ကျပ်သားကဘာမှလဲလို့မေးမြန်းခဲ့တဲ့အခါတန်ကာမီနာကတကိုးတွေကဒီပစ္စည်းတွေကိုခိုးပြီးဒီတိုင်းထိုင်ကြည့်နေမယ်လို့များထင်နေလား။အိမ်ညကလေးကမဟာဗာလီပူရန်ကိုသွားပြီးအကုန်လုံးသုံးဖြုံနေကြတာလို့ပြောဆိုခဲ့တဲ့အချိန်မှာလဲဘေဘီကန်နန်ကခမရတို့စခန်းကိုဒီလိုအမှုရဲတွေလာရင်ဒီလိုပြောဆိုရမယ်လို့ချုပ်ပဲအရင်အရာရှိတွေကိုသင်ကြားပေးခဲ့တာလို့ပြောဆိုကရေတက်ချက်ကြီးကာမရန်အားဂျန်နေရွှေ15ကျပ်သားကခမရတို့စခန်းကအန်ဆွဲထဲမှာပဲရှိတယ်မဟုတ်လားလို့မိပြန့်ခဲ့တဲ့ခါမှာတော့ရေတက်ချက်ကြီးကာမရန်ကဘေဘီကန်နန်နဲ့စခန်းမှုတန်ကာမီနာကိုတလဲစီချိနေခဲ့ရှာပိုင်းစခန်းမှုတန်ကာမီနာကတွားယူပေးဖို့ချက်ပြလိုက်တော့မှထွက်သွားခဲ့ပါတော့တယ်တန်ကာမီနာကကျမရှင်ကိုတောင်းပန်ပါတယ်စခန်းရှိကရှင်ရဲ့လူတွေကိုခေါ်ပြီးပြန်มาတော့လို့ပြောဆိုခဲ့တဲ့အခါဘေဘီကန်နန်ကကျုပ်ဖုန်းဆက်ကလေးကရင်ရင်ကြီးကြီးပဲပြောခဲ့မယ်ဆိုရင်ဒီကိစ္စတွေကဒီလောက်ထိကြီးထွားလာမှာမဟုတ်ဘူးကျုပ်ရဲ့လူတွေကခမရတို့စခန်းတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်တယ်သူတို့ရဲ့ဒေါသကိုစွာလိုက်တာနဲ့ဆန္ဒပြပွဲတွေကအကြီးကြီးတွေဖြစ်လာလိမ့်မယ်လို့ပြောဆိုခဲ့တဲ့အခါမှာတော့တန်ကာမီနာကသူမယူထားတဲ့လက်ငွေချို့ကိုပါတုတ်ပိတ်ခပြေဘေဘီကန်နန်ကိုပေးရခဲ့ရပါတယ်ဘေဘီကန်နန်ဆိုတာရဲရီကိုတော့ပြန်ပြီးတော့လူလဲကြတတ်တဲ့ကဘာကျော်တယောက်လည်းဖြစ်ပါတယ်ရဲစခန်းကနေရွှေ15ချက်သားနဲ့အတူစခန်းမှုတန်ကာမီနာရဲ့နှုတ်ပိတ်ခပတ်စံချို့ကိုပါရရှိလာခဲ့တဲ့ဘေဘီကန်နန်ကရဲစခန်းရှိမှရှိနေခဲ့တဲ့အဖိုးစုကူမာရန်အားဦးလေးပြန်မရလိုက်တဲ့ရွှေ15ချက်သားကရဲရီယူထားတာမဟုတ်ဘူးတကိုးတွေကကြောင်းစားဖြစ်ခဲ့တာအခုလဲကော်မရှင်နာရုံးကစခန်းမှုတန်ကာမီနာကိုဖိအားတွေပေးနေတော့သူကပျောက်ဆုံးသွားတဲ့ရွှေ15ချက်သားအစားပတ်စံချိုးကျွန်တော်ကိုပေးပြီးညှိနှိုင်းခိုင်းလိုက်တယ်လို့ပြောဆိုကစခန်းမှုတန်ကာမီနာထံကနေရရှိလာခဲ့တဲ့ပတ်စံထုတ်ကိုအဖိုးစုကူမာရန်အားပေးရခဲ့ပါတယ်။အဲဒီနောက်ဘေဘီကန်နန်ကကျွန်တော်ကယူသားတဲ့ရှင်းနေဆိုတော့အဲ့ငွေကိုယူလို့မဖြစ်ဘူး။ဒါပေမဲ့ဦးလေးတို့အကျိုးအတွက်ဒီစခန်းရှိကိုရောက်လာတဲ့သူတွေကိုတော့ပြန်ပြီးအကျိုးပြုတဲ့နဲ့မဟုတ်လား။ဒီပတ်စံတွေသူတို့ကိုခွဲဝေပေးလိုက်မယ်တော့လို့ပြောဆိုကအဖိုးစုကူမာရန်ရဲ့လက်ထက်ကပတ်စံထုတ်ကိုပြန်လဲယူဆောင်သွားခဲ့ပါတော့တယ်။ဂျင်မော်ကထုံးလို့မွတ်နေအောင်လဲတဲ့ဘေဘီကန်နန်ပဲပုတ်ပါလား။ဒီလိုနဲ့ပဲအဖိုးစုကူမာရန်တို့တားဖဟာရုံချင်းတွေတစ်ခုပြီးတစ်ခုတွားရောက်နေခဲ့ရပေမဲ့သူတို့ပျောက်ဆုံးနေတဲ့ရွှေတွေပြန်မရတဲ့အပြင်ရုံချင်းတစ်ခုပြီးတိုင်းဘေဘီကန်နန်တို့ဖွဲ့စားတောက်ထားသမျှကိုသာနိုင်ငံရှင်းပေးနေခဲ့ရပါတယ်။ဒါအပြင်ရှင်းနေဘေဘီကန်နန်ကဥပဒေရေးရာဝန်ကြီးတူဖြစ်တဲ့ဗီယန်ပန်ဒီယန်နဲ့ရေရင်းခွန်းတွင်တရားသူကြီးရာဂျာနာယာကန်တို့နဲ့လည်းအတော်ရင်းနှီးသူလည်းဖြစ်ပါတယ်။တရက်နေမကောင်းတဲ့သမီးလေးကိုတဲခိုတဲ့နေရာမှာထားခဲ့ပြီးတရားရုံးကိုတယောက်တည်းရောက်လာခဲ့တဲ့အဖိုးစုကူမာရန်ကသူတို့ပျောက်ဆုံးနေခဲ့တဲ့ရွှေတွေကိုတရားရုံးမှာပြန်လည်မြင်တွေ့လာရတာကြောင့်ပျော်ရွှင်လို့နေခဲ့ပေမဲ့ရှင်းနေဘေဘီကန်နန်နဲ့တရားသူကြီးရာဂျာနာယာကန်တို့ကအကြောင်းမျိုးမျိုးပြကရုံချင်းတွေကိုရွှေဆိုင်လို့နေခဲ့တာကြောင့်စိတ်မရှိတော့ပဲတရားခွင်အတွင်းမှာသူ့ရဲ့ရပိုင်ခွင့်ကိုအော်ဟစ်တောင်းခံခဲ့တာကြောင့်တရားသူကြီးရာဂျာနာယာကန်ရဲ့မျက်ရှာခြင်းကိုခံခဲ့ရရှာပိုင်းတရားခွင်ပြီးဆုံးသွားခဲ့တဲ့အချိန်မှာတော့ဘေဘီကန်နန်ကခမည်းနားမလဲဘူးလား
တရားခွင်တွဲမှာတရားသူကြီးကိုအဲ့လိုအော်ဟစ်ပြောစရာလားကျုပ်ကခမားတမှုတွေကိုကင်တွယ်နေတာမဟုတ်ဘူးအမှုပေါင်း16000ကိုကင်တွယ်နေရတာလို့ပြောဆိုခဲ့တဲ့ခါမှာတော့အဖိုးစုကူမာရန်ကဒေါသတွေထွက်သွားခဲ့ပြီးမင်းကင်နေတဲ့အမှုပေါင်း16000တွေကဘယ်အမှုကပြီးစီးသွားတာရှိလဲမင်းတို့ကမှုကိုအချိန်ဆွဲပြီးတော့မင်းတို့စားဖို့တောက်ဖို့လောက်နဲ့အလုရှုပ်နေကြတာဘာလဲနိုင်ငံခြားမှာနေတဲ့မင်းကြီးကိုမောင်နှမတွေကြောင်းမပြီးသေးလို့လားသူတို့ကြောင်းမပြီးမချင်းငါတို့အမှုတွေကလည်းပြီးဆုံးမှာမဟုတ်ဘူးလို့ပြောဆိုခဲ့တဲ့အခါဘေဘီကန်နန်ရဲ့လက်ယုံလူမိုက်တူဖြစ်တဲ့ဘီကေကအဖိုးစုကူမာရန်ရဲ့ပါးကိုရိုင်းဆိုင်စွာရိုင်းနှက်ပစ်ခဲ့ပါတယ်ဘေဘီကန်နန်ကကျုပ်တို့ကောင်မမကူညီရင်ခမားရွှေတွေပြန်ရစရာမရှိဘူးကျုပ်ကလွဲပြီးခမားကိုဘသူကကူညီပေးမလဲကြည့်ကြတာပေါ့လို့ပြောဆိုသွားခဲ့ပါတော့တယ်အဖိုးစုကူမာရန်တရားရန်ကိုစိတ်ပြက်အားငယ်သွားခဲ့ခြင်းဘေဘီကန်နန်တို့ဖွဲ့ရဲ့အခိုင်းစီတူဖြစ်တဲ့တရေကြီးဆိုသူကအနာကိုရောက်ရှိလို့လာခဲ့ကစိတ်ပြက်သွားပြီလားကျွန်တော်လည်းလွန်ခဲ့တဲ့နှစ်30လောက်ကဒီကိုအမှုတစ်ခုနဲ့ရောက်ရှိလာခဲ့တာကျွန်တော်မိသားစုကမတော်တဆမှုတစ်ခုနဲ့ဆုံးပါသွားခဲ့ကြတာလေသိတဲ့အထက်မှာကျွန်တော်လည်းပါတယ်ဆိုပြီးဒေတာကန်လွတ်တော်မတ်တူးကကျွန်တော်ရဲ့တီးစင်းကိုထုတ်ပေးပြီးကျွန်တော်ပိုင်ဆိုင်သမျှတွေအကုန်လုံးကိုသိမ်းယူသွားခဲ့တယ်အဲ့ဒါကိုကျွန်တော်မသိသေးတဲ့အကြောင်းအသက်ရှင်နေသေးတဲ့အကြောင်းတသေးပြဖို့ကျွန်တော်ဒီကိုရောက်လာခဲ့ရပြီးအမှုရင်ဆိုင်ခဲ့တာအဲ့ဒီရှင်နေဘေဘီကန်နန်တို့အဖွဲ့ကကျွန်တော်မှာပါတဲ့ပတ်စံတွေကုန်တဲ့အထိကျွန်တော်စီကနေညှစ်ထုတ်သွားခဲ့ကြတယ်ကျွန်တော်မှုရင်ဆိုင်နေရတာ18နှစ်ရှိပြီအဲ့နောက်ကျွန်တော်ဆက်မသွားနိုင်တော့ဘူးပတ်စံလည်းမရှိအားကိုးရလည်းမရှိတော့ဘူးအဲ့ချိန်ကလေးကသူတို့ခိုင်းတဲ့လှုပ်ချမ်းမှန်သမျှလှုပ်ပေးနေရတော့တာပဲကျွန်တော်ကစာရွက်ပေါ်မှာသိဆုံးပြီးသားလူဆိုတော့သူတို့ကကျွန်တော်ကိုတရေကြီးလို့ခေါ်ကြတယ်အချိန်တွေကြာလာတော့ကျွန်တော်ရဲ့နာမည်ရင်းကိုတော့မမှတ်မိချင်တော့ဘူးလူတွေကတရားရုံးကိုလာရင်တရားမျှတမှုရမယ်လို့ထင်နေကြတယ်ဒါပေမဲ့တရားရုံးကိုလာရတာကပြစ်ဒဏ်တစ်ခုလိုပါပဲဆရာလို့သူ့ရဲ့ခန်းစားချက်တွေကိုပြောဆိုခဲ့ပါတော့တယ်အားကိုရမဲနေခဲ့တဲ့အဖိုးကိုစုကူမာရန်တယောက်ဖះเจ้าကခေါင်းလုံးတန်ကိုကြားလိုက်ရတဲ့အချိန်မှာတော့အားကိုစရာနတ်ဖះရှိသေးပါလားဆိုတဲ့အသိစိတ်ကဝင်ရောက်လာခဲ့ပါတယ်အဲ့နောက်တရားရုံးအတွင်းမှာရှိနေခဲ့တဲ့အရှင်ကာရူပူရုပ်ထုကြီးရှိရာကိုတွားရောက်ကငရုတ်သီးတွေထောင်းငရုတ်နှစ်တွေနဲ့တုံလိန်ပူဇော်လိုက်သူ့ရဲ့ဒုက္ခတွေကိုငိုကြွေးကတိုင်ကြားနေခဲ့ရှာပိုင်းအဆိုပါညမှာပဲဘေဘီကန်နန်တို့ဖွဲ့သားတွေကသူတို့ရဲ့ပါတနာတွေဖြစ်တဲ့ဂိုဒန်ဘီစကစ်ဆက်ယုံကိုတက်ကြီးလင်မယားထံကနေမတရားသိမ့်ပိုက်ထားခဲ့ကြတဲ့ကိုစတုန်စတီဖ်နဲ့အော်စတင်တို့နဲ့အတူဘူရစ်စီဝါတွေတုံးကတောက်စားပျော်ပါနေခဲ့ကြပါတယ်အဆိုပါအချိန်မှာပဲထူဆန်းတဲ့အဖြစ်ပြက်တစ်ခုနဲ့ကြုံတွေ့လိုက်ကြရပါတယ်သူတို့ပျော်ပါနေခဲ့တဲ့ဘီစကစ်ဆက်ယုံတွင်းကိုမီးတွေတောက်လောင်နေတဲ့လန်ဒန်ကြီးချောင်းကရုတ်တရက်ဝင်ရောက်လာခဲ့ကမီးတွေလည်းပြတ်တောက်သွားခဲ့ပါတယ်သိမကြခင်မှာပဲသူတို့ဘီစကစ်ဆက်ယုံတွင်းကိုအရှင်ကာရူပူကမီးတွေတောက်လောင်နေတဲ့မြင်းကြီးတစ်ကောင်ကိုစီးကဝင်ရောက်လို့လာခဲ့ပြီးဘေဘီကန်နန်နဲ့အပေါင်းပါလူမိုက်တွေအကုန်လုံးကိုအန်အိုးမင်သက်သွားလာအောင်တိုက်ခိုက်နေခဲ့ပါတော့တယ်အားလုံးကိုတိုက်ခိုက်ပြီးခဲ့တဲ့အချိန်မှာတော့ဗိမ်မှုနေခဲ့တဲ့ရှင်းနေဘေဘီကန်နန်ရှိရာကိုအရှင်ကာရူပူကရှောက်လန်းသွားခဲ့ပါတယ်အရှင်ကာရူပူကိုမြင်လိုက်ရတဲ့ဘေဘီကန်နန်ကစီးကကောင်းလိုက်တာဗျာအခုမှပဲအထုထိတ်ကိုရောက်လာသလိုပဲဒါနဲ့နေပါအောင်ခမည်းကဘာတူလဲလို့မေးခဲ့တာကြောင့်နတ်ဖျားကငါကအရှင်ကာရူပူပဲလို့ပြောဆိုခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့ဘေဘီကန်နန်ကခမည်းကကာရူပူဆိုရင်ကျုပ်ကရှီဝပဲလို့မခန့်လီစားနဲ့ပြန်လဲပြောဆိုကထွက်ခွာသွားခဲ့တာကြောင့်အရှင်ကာရူပူကသူ့ရဲ့တကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါဘေဘီကန်နန်တရားဘီစကစ်ဆက်ယုံထဲကနေရုပ်ကြီးဆိုသလိုငရဲဖြီကိုရောက်ရှိသွားခဲ့ရပါတယ်နေရာနှံတောက်လောင်နေတဲ့ငရဲမီတွေနဲ့ငရဲတွင်တွေကနေသူ့ထက်ငါလူရဲ့ကုတ်ဖက်တက်နေခဲ့တဲ့ငရဲသားတွေကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ဘေဘီကန်နန်တရားမျက်လုံးပြူးမျက်စံပြူးဖြစ်သွားကနတ်ဖျားကိုတောင်းပန်နေခဲ့ပါတယ်ငရဲဆိုတာကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီးဘီစကစ်ဆက်ယုံထဲကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ဘေဘီကန်နန်ကကျွန်တော်ကိုဘာအတွက်ကိုထင်ပြရတာလဲအရှင်ကာရူပူလို့မေးမြန်းခဲ့တဲ့အခါမှာတော့အနက်ရောက်နတ်ဖျားကာရူပူကဒီနေ့ကမင်းရဲ့ဖြစ်တွေအတွက်ပြီးဆက်ရမယ့်နေပဲမင်းရဲ့လောက်ရကြောင်အဖိုးကြီးတူကငါ့ကိုကူညီတောင်းလို့ငါရောက်လာခဲ့ရတာပဲလို့ပြောဆိုခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့ဘေဘီကန်နန်ကအဲ့အတွက်ဆိုရင်တော့ခွင့်လွတ်ပါအရှင်ကျွန်တော်ကိုအခွင့်အရေးတစ်ချိန်လောက်ပေးတာနဲ့အားလုံးကိုပြင်ဆင်ပေးပါမယ်လို့ပြောဆိုခဲ့တာကြောင့်အရှင်ကာရူပူကလာပေါင်းများစွာမပြီးပြတ်တာကိုမင်းကတရက်ထဲနဲ့အပြတ်ဖြတ်မယ်ဆိုတာဟုတ်ပါမလားလို့မေးမြန်းခဲ့တဲ့အချိန်မှာတော့ဘေဘီကန်နန်ကအရာကကျွန်တော်တို့တမင်အချိန်ဆွဲတာလို့ပါဒါမှပဲအမှုသည်တွေစီကနေအခါချင်းငွေတောင်းယူလို့ရမှာမဟုတ်လားပတ်စံဆိုတာလူတိုင်းကကြိုက်ကြတယ်လေအဲ့ဒီအဖိုးကြီးပိုင်ဆိုင်တဲ့ရွှေတွေပြန်ရဖို့မဟုတ်လားတရက်ထဲနဲ့ပြီးပါတယ်အဲ့အတွက်ငွေတော့လိုတာပေါ့စရေးအတွက်စပိန်စီပေးလိုက်ရင်ရပြီရဲစီရင်ခန်းစားအတွက်လည်းရူပီ900ရှိရင်ဖြစ်တယ်ရွှေကိုစစ်ဆေးဖို့တမိုးဖြတ်တဲ့လူကိုရက်တပလင်း
တရားသူကြီးကိုချက်ချင်းတွေ့ကြလားလက်ထောက်ကိုရူပီး200လောက်ပေးလိုက်ရင်တွေ့လို့ရပြီနောက်ဆုံးတရားသူကြီးဖြစ်ချင်တာတွေလုပ်ပေးလိုက်မယ်ဆိုရင်စောစောကပြောသလိုတရက်တည်းနဲ့အကုန်ပြီးသွားပါလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အရှင်ကာရူပူကမင်းကအတော်တင်ရဲတယ်ကောင်းမယ်ငါရဲ့ရှေ့မှာအရာရာကိုပတ်စံနဲ့ဖြစ်ရှင်းနိုင်တယ်ဆိုပြီးပြောရဲဆိုရဲတယ်ဟုတ်လားလို့မင်းပြန်ခဲ့တဲ့အခါဘီဘီကန်နန်ကဘာတွေမျောလင်းနေတာလဲအရှင်ကျွန်တော်တို့လူပြည်မှာဘယ်ဌာနကိုပဲတော်တော်ပုံမှန်လေးဆိုတာရှိတယ်ပုံမှန်လေးဆိုတာပြီးမှလောက်တာကိုပြောတာပတ်စံမပေးရင်ဘာမှလုပ်လို့မရဘူးလို့ပြောဆိုခဲ့တဲ့အချိန်မှာပဲအရှင်ကာရူပူကဘေဘီကန်နန်ကိုဒေါသကြီးနဲ့ရိုက်နှက်ပစ်ခဲ့ပါတယ်ဘေဘီကန်နန်ကလက်ပေးလက်ယူမှုကမှားတယ်လို့ဆိုပေမဲ့ကျွန်တော်တို့ကခေါက်ရိုးကျိုးနေပြီအဲ့လိုမျိုးအပူစာလေးတွေကိုစားနေရတာကတကယ်အရသာပြလို့ပြောဆိုခဲ့တဲ့အချိန်မှာလဲအရှင်ကာရူပူကသူ့ရဲ့တကိုးစွမ်းနဲ့ဘေဘီကန်နန်ကိုစုံမနေခဲ့ပါတယ်အကျော်တင်တဲ့ဘေဘီကန်နန်ကကျုပ်တို့မှာကလုံတုံးလုံနီးဆိုတာရှိနေပြီသားအဲ့ဒါကိုဖျားသခင်ကိုယ်တိုင်လာရင်တော့ပြောင်းလဲပြစ်လို့မရဘူးကျွန်တော်ကြားတာတော့ကိုတော်ကတရားမျှတမှုရဲ့ရှင်သခင်ဆိုဒါဆိုအရှင်ကိုယ်တိုင်ကျွန်တော်တို့တရားရုံးကိုလာခဲ့လေပြီးရင်အဲ့ဒီအဖိုးကြီးနဲ့သူသမီးတို့ပျောက်သွားတဲ့ရွှေတွေကိုယူသားတဲ့နီလန်းကိုတုံးပြီးရအောင်ပြန်ယူပြစမ်းပါအဲ့လိုသာရခဲ့ရင်အရှင်ကျွန်တော်ကိုကြိုက်တယ်လို့ပြစ်ပြီးကျွန်တော်ခံပါမယ်တရားမျှတမှုရဲ့ရှင်သခင်ကအပြင်လောကရဲ့တရားမျှတမှုကိုရယူပေးနိုင်မှာမလားရယူပေးနိုင်တဲ့ဆိုရင်အပြင်လောကကြီးကိုလာခဲ့လိုက်လေလို့စိန်ခေါ်ပြောဆိုခဲ့ပါတယ်နောက်ရက်တွေမှာတော့အဖိုးစုကူမာရန်တို့တာဖာကအခြားသောရှင်းနေတွေကိုငှားရမ်းခဲ့တဲ့ခါမှလဲအားလုံးကအမှုကိုပြီးပြတ်အောင်မလုပ်ပဲသူတို့စီကပါလာသမျှပတ်စံကိုသာချူဖို့ပြုလုပ်နေခဲ့တာကြောင့်ဘီနူးကဒီကရှင်းနေတွေအကုန်လုံးကအားလုံးတူတူပဲဖေးသမီးစိတ်ပြက်လာပြီးရွာကိုပဲပြန်ကြရအောင်လို့ပြောဆိုခဲ့တဲ့အခါအဖိုးစုကူမာရန်ကအဖေတို့ကိုကူညီပေးဖို့တယောက်ယောက်ကတော့ရှိမှာပဲလို့ပြောဆိုနေခဲ့တယ်နတ်ဖျားရှင်ကာရူပူကရှင်းနေတူးသွင်းနဲ့ရောက်ရှိလို့လာခဲ့ပြီးအဖိုးစုကူမာရန်တို့ရဲ့မှုအားသူကူညီပေးပြစေလို့ပြောဆိုလာခဲ့ပါတယ်တရားရုံးတွင်ကိုဝင်ရောက်လာခဲ့တဲ့အရှင်ကာရူပူကိုရှင်းနေတယောက်သွင်းနဲ့တွေ့မြင်လိုက်ရတဲ့ဘေဘီကန်နန်ကဗမာပခန့်နဲ့ကြီးလိုက်ရင်အရှင်လိုလူတွေအများကြီးဒီကိုရောက်လာကြတယ်ပြီးတော့တရားရေးစနစ်ကြီးကိုပြောင်းလဲမယ်ဆိုပြီးအိမ်မက်မက်ခဲ့ကြတယ်နောက်ဆုံးတော့လစ်ပြေးသွားကြတာပဲလို့ကြီးတက်တဲ့ပြောဆိုခဲ့ပါတယ်တရားရုံးကြားနာမှုစတင်ခဲ့တဲ့အချိန်မှာတော့တရားသူကြီးကရှင်းနေတယောက်သွင်းကိုပြောင်းလာခဲ့တဲ့အရှင်ကာရူပူဟာအရှင်ကမင်းကိုမမြင်ဘူးပါဘူးရှင်းနေတက်လာလို့မင်းပြန့်ခဲ့တာကြောင့်အရှင်ကာရူပူကကျွန်တော်ရဲ့နာမည်ကဆာရာဗာနန်ပါအရှင်မာတူရိုင်းတရားရုံးကပါကျွန်တော်ရဲ့မှုတဲ့စုကူမာရန်အတွက်ရောက်လာခဲ့ရတာပါလို့ပြောဆိုခဲ့တဲ့အချိန်မှာပဲအခြားသောရှင်းနေသုံးကလည်းသူတို့ကလည်းအဖိုးစုကူမာရန်အတွက်ရောက်လာခဲ့ရတာပါလို့ပြောဆိုကအရှိကိုထွက်လာခဲ့ပြီးသူတို့ကသာတရားဝင်ရှင်းနေတွေဖြစ်ကြောင်းပြောဆိုလာခဲ့ကြပါတယ်ဒါကြောင့်တရားသူကြီးကလက်ထောက်စီးရဘသူစီကပဲဖြစ်ဖြစ်ရှောက်လွှာတွေကိုမစစ်စေးပဲလက်ခံနေတာလားလို့အပြစ်တင်စုပူကမနှက်ဖြန်ကြရင်မင်းတို့ရဲ့ရှောက်လွှာ၄ဆောင်တွေကတစ်ဆောင်ပဲငါရဲ့စပွဲပေါ်ကိုရောက်လာပါစီမဟုတ်ရင်တော့ဒီအမှုကိုလက်မခံဘူးလို့ပြောဆိုသတိပေးခဲ့ပါတယ်တရားရုံးတွင်တနေရာမှာတော့ဘေဘီကန်နန်ရဲ့လက်ယုံလူမိုက်တူဖြစ်တဲ့ BK ကအမျိုးသမီးတူဟာကျုပ်တို့ကခမ ्या ရဲ့အမှုအတွက်တစ်ချိန်လုံးလိုက်ပေးခဲ့တာလေအခုမှခမ ्या ကအခြားရှင်းနေပြောင်းနေတယ်ဆိုတော့အဆင်မပြေဘူးလို့ပြောဆိုခဲ့တဲ့အခါတစ်ဖက်မျိုးသမီးကရှင်ကကျမရဲ့အမှုအတွက်ဘယ်နှခါများရုံတက်ပေးဘူးလို့လဲကျမပေးတဲ့တပ်တွေလည်းတရားရုံးကိုမတင်ပြခဲ့ဘူးဒီတော့ကျမရဲ့အမှုရဲဖိုင်ကိုပြန်ပေးပါဂျန်နာကိုအခြားရှင်းနေနဲ့ပဲဆက်လုပ်လိုက်တော့မယ်လို့ပြောဆိုခဲ့ပါတယ် BK ကခမ ्या ရဲ့အမှုကတာမန်မှုမဟုတ်ဘူးနော်ပြီးတော့လိမ်မိုင်းဆိုင်ရာစော်ကားမှုအတွက်ခမ ्या ကဝင်ကြီးအောင်တယောက်ကိုတရားစွဲဆိုထားတာဒီတော့ခမ ्या မှာရွေးချယ်စရာနှစ်ခုပဲရှိတယ်ကျုပ်တို့နဲ့ဆက်သွားမလားဒါမှမဟုတ်အမှုကိုရုပ်သိမ်းမလားလို့အခြေတင်ပြောဆိုနေခဲ့ပါတယ်အဆိုပါအချိန်မှာပဲတရားရုံးထဲကနေထွက်လာခဲ့တဲ့ရှင်းနေဆာရာဗာနန်ကိုရှင်းနေမလေးပလီတီကရှင်ကလူတယ်လားဒီနေ့ရှင်ကိုနှုတ်ဆက်နေတဲ့ရှင်းနေ၃ယောက်စလုံးကတစ်ဖွဲ့တည်းပဲသူတို့ကဘေဘီကန်နန်ရဲ့လူတွေတရားရုံးကိုလူသိရောက်လာတိုင်းသူတို့ကဒီလိုပဲလှုပ်ဆောင်နေကြတာလို့ပြောဆိုအသိပေးနေခဲ့ခြင်းတစ်ဖက်မှာလည်းသူ့ရဲ့မှုသေးကိုချင်းချောက်နေခဲ့တာကိုကြားလိုက်ရတဲ့ရှင်းနေအစ်စ်ကခမ ्या ကဘေဘီကန်နန်ရဲ့လုပ်ကိုလုပ်ဖို့ကျုံမှုသေးစီကပတ်စံကိုညှစ်နေတာမဟုတ်လားဒီကိစ္စသာကျုပ်တိုင်လိုက်မယ်ဆိုရင်တိုင်ကြားစာစောင်းနေနဲ့တင်ခမ ्या ရဲ့ရှင်းနေလိုက်စင်ပိတ်ခံထိသွားနိုင်တယ်လို့ပြောဆိုခဲ့တဲ့အခါ BK ကကျုပ်ကရှင်းနေမှမဟုတ်တာပိတ်တော်ရောဘာဖြစ်လို့လဲလို့ပြောဆိုကသူ့ရဲ့လက်ထဲကအမှုရဲဖိုင်ကိုလက်နဲ့ရိုက်ရင်အချက်ပြလိုက်တဲ့အခါမှာတော့ရှင်းနေတဲ့ဆိုသူရဲ့ကားကခြေလောင်နဲ့ပောက်ကွဲတံနဲ့အတူပောက်ကွဲသွားခဲ့ပြီးမန်စားတွေကအစူပါရှင်းနေရောသူမရဲ့ပူရဲကိုပြန်တောင်းနေတဲ့အမျိုးသမီးကာမာနီရဲ့မျက်နှာကိုပါမန်ကွဲတွေစိုက်ဝင်သွားခဲ့ရပါတယ်အဲ့ချိန်ဘေဘီကန်နန်ကသူတို့ရှိရာကိုရောက်ရှိလာခဲ့ပြီးဘာတွေဖြစ်နေတာလဲ
မကြီးကာမာနီရဲ့ဘာမှလဲသွေးတွေနဲ့ဟိုရှင်းနေအစ်စ်ကလည်းတုံနေတယ်ခမရတို့အိမ်ပြန်လို့ရရဲ့လားကျုပ်လူတွေနဲ့လိုက်ဖို့ပေးရမလားလို့ကြီးသက်တဲ့ပြောဆိုကဘေဘီကန်နန်ကဒီတရားရုံးမှာကျုပ်မပါရင်အမှုရင်ဆိုင်မှုဆိုတာကမဖြစ်နိုင်သလောက်ပဲခမရတရားဆွဲဆိုထားတာကဥပဒေရေးရာဝန်ကြီးဟောင်းတော့သူအခုဟိုမှာရှိနေတယ်လို့ညွှန်ပြခဲ့ပြီးခမရသားလက်ခံရင်သူ့စီကရိုးချေးများကြီးရအောင်ကျုပ်လုပ်ပေးနိုင်တယ်သူကိုဆွဲထားတဲ့အမှုကိုသာရုပ်သိမ်းပေးလိုက်စမ်းပါလို့ပြောဆိုခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့ကာမာဒီကရှင်းနေတယောက်ကိုချင်းချောက်ပြီးမောင်းထုတ်လိုက်ရုံနဲ့နောက်တစ်ယောက်ရှိမလာတော့ဘူးလို့ထင်နေလားဒီတရားရုံးမှာရှင်ပြင်းရှင်းနေတွေအများကြီးရှိသေးတယ်လို့ပြောဆိုခဲ့တာကြောင့်ဘေဘီကန်နန်ကသူမရဲ့မှုရဲဖိုင်ကိုအဝိနည်းတစ်ခုနဲ့စီးကမြေကြီးပေါ်ကိုပြစ်ချလိုက်ရင်တရားရုံးတွဲမှာရှိနေတဲ့ရှင်းနေတွေဟာသူ့အတွက်မှုလိုက်ချင်တဲ့သူရှိရင်ဒီအမှုရဲဖိုင်ကိုလာယူလဲလို့စိန်ခေါ်ပြောဆိုခဲ့ပါတယ်ဘေဘီကန်နန်ရဲ့စကားဆုံးမှာတော့တရားရုံးတွဲမှာရှိနေခဲ့တဲ့ရှင်းနေတွေအကုန်လုံးကတုတ်တုတ်မြမလုပ်ပဲတိတ်ဆိတ်ငြိမ်သက်နေခဲ့ကြပါတယ်ဒါကြောင့်ဘေဘီကန်နန်ကကာမာနီရဲ့အမှုရဲဖိုင်ကိုကောက်ယူလိုက်ရင်ကျုံမပါပဲခမရဲ့အမှုကတရားခွင်ထဲကိုရောက်လာစရာအကြောင်းမရှိဘူးလို့မိုက်ကြီးခွဲကပြောဆိုသွားခဲ့တာကိုလည်းတွေ့မြင်နေခဲ့ရတဲ့ရှင်းနေမာလေးပရီတီကအရှင်ကာရူပူတစ်ဖြစ်လဲရှင်းနေလေးဆာရာဗန်နာဘေဘီကန်နန်ရဲ့အနားမှာရှိတဲ့လူတွေတဝက်လောက်ကရှင်းနေစစ်တွေမဟုတ်ကြဘူးသူတို့ကဘေဘီကန်နန်အတွက်အလုပ်လုပ်ပေးနေတဲ့လူမိုက်တွေပဲရှင်ရဲ့အမှုမှာကလန့်လုပ်နေတဲ့ဘေဘီကန်နန်ရဲ့ရှင်းနေ3ယောက်ကို900 1000လောက်ပေးလိုက်ရင်သူတို့ရှောက်လာတွေပြန်ပြီးတော့ရုပ်သိမ်းသွားလိမ့်မယ်လို့ပြောဆိုခဲ့တာကြောင့်ဆာရာဗန်နန်ကသူတို့ကဘာမှလဲကျွန်တော်ကိုလိုက်ပို့ပေးပါလားလို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်ရှင်းနေမလေးပရီတီကဘေဘီကန်နန်ရဲ့အဖွဲသားရှင်းနေရီနားနေတဲ့အခန်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်ရှင်းနေလေးဆာရာဗန်နန်ကိုတွေ့လိုက်ရတဲ့ဘေဘီကန်နန်ရဲ့ရှင်းနေတွေကကျုံမပြောဘူးလားသူကျုပ်တို့စီကိုလိုက်လာမှာပါလို့ပြောဆိုပြီးလောင်ပြောင်နေခဲ့ကမင်းကရွှေ60ကျပ်သားပျောက်သွားတဲ့အမှုကိုကင်ထားရတာလေအရန်ထောနေမှာပဲငါတို့ကိုလည်းမင်းရဲ့ဝေစုလေးမျှပေးမှရမယ်လို့ပြောဆိုလာခဲ့တာကြောင့်ဆာရာဗန်နန်ကကျုပ်ကဒီအမှုကိုအလက်ကားလိုက်ပေးတာဒီတော့ဘသူ့ကိုမှလည်းပေးစရာမရှိဘူးခမရတို့သာကျုပ်တို့ကိုမနှောက်ယှက်ဖို့လာပြီးတော့အတိပေးတာလို့ပြောဆိုခဲ့တဲ့အချိန်မှာတော့ရှင်နေတူကကျုပ်တို့ကရှင်နေဆိုတာထက်လူမိုက်တွေဆိုလဲဟုတ်တယ်စကားပြောမယ်ဆိုရင်ကာလန်ဒီတန်ကိုကြည့်ရတယ်လို့ရည်သက်တဲ့ပြောဆိုခဲ့ပါတယ်ဒါကြောင့်ရှင်နေဆာရာဗန်နန်ဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှင်ကာရူပူကရုတ်တရက်ဆိုသလိုသူရှိကစပွဲကုံကိုလက်တစ်ဖက်နဲ့ရိုက်ချလိုက်တဲ့အချိန်မှာတော့ပြင်းထန်တဲ့စကွင်းတစ်ခုကအခန်းထဲမှာရှိတဲ့လူမိုက်ရှင်နေတွေအလုံးကိုနှွှင့်စင်သွားစေခဲ့ကဖယိုဖျဲတွေဖြစ်သွားစေခဲ့ပြီးအချိန်တခဏအတွင်းမှာပဲအဖြစ်ပြက်တွေက TV ရမ်မူကခိတရက်တက်တဲ့ခလုတ်ကိုနှိပ်လိုက်သလိုအားလုံးကရှိနေတဲ့ချီနီတိုင်းငိမ့်သက်ရက်တန့်သွားခဲ့ကြပါတယ်အဆိုပါချိန်ရှင်းနေများနာနေကန်ကိုရောက်လာခဲ့တဲ့ဘေဘီကန်နန်ကအဖြစ်ပြက်တွေကိုတွေ့မြင်သွားခဲ့ပါတယ်အားလုံးလိုပဲရက်တန့်သွားခဲ့တဲ့ရှင်းနေမလေးပရီတီကိုဆာရာဗန်နန်ကလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာတော့ပရီတီတယောက်သတိပြန်ဝင်လာခဲ့ပြီးသူမရဲ့ရှေ့မှာမြင်နေခဲ့ရတဲ့မြင်ကွင်းတွေပေါ်မှာအံ့ဩပင်သက်နေခဲ့ပါတယ်ပရီတီကသူမနားမှာရှိနေခဲ့တဲ့ရှင်းနေလေးဆာရာဗန်နန်ဆိုတာတာမန်လူမဟုတ်ပဲနဖျားတစ်ပါးဆိုတာကိုချက်ချင်းပဲသဘောပေါက်သွားခဲ့ပြီးလက်အုပ်လေးချီထားခဲ့ရှာပါတယ်ဆာရာဗန်နန်ကငြိမ်သက်နေတဲ့ရှင်းနေတွေရှေ့မှာရှိနေတဲ့အဖိုးစုကူမာရန်ရဲ့အမှုတွေရှောက်လွှာစာရွက်တွေကိုရှာဖွေကဆွဖြစ်ပစ်လိုက်ဖို့ပရီတီကိုခိုင်းစေခဲ့ပါတယ်ဒါကြောင့်ပရီတီကအဆိုပါရှင်းနေတွေရဲ့ရှောက်လွှာစာရွက်တွေကိုဖျဲနေခဲ့တာကိုအခန်းရဲ့ပြင်မရှိတဲ့ဘေဘီကန်နန်ကသိရှိသွားခဲ့ပြီးအပြင်ကိုထွက်လာတဲ့နဖျားကာရူပူဟာအရှင်ကအထဲမှာဘာတွေလုပ်နေခဲ့တာလဲကျုပ်တို့သဘောတူညီချက်ထဲမှာအရှင်ကသူတို့ကိုရိုးရိုးသားသားနဲ့တရားမျှတမှုကိုရှာပေးမယ်လို့သဘောတူပြောဆိုခဲ့တာလေအဲ့ဒါကလက်မယူဖို့ရင်မဟုတ်ဘူးခမရဲ့တကိုးတွေကိုပါအသုံးမပြုရဘူးလို့ပြောတာခမကနဖျားတစ်ပါးဆိုတာကျုပ်ဘသူ့ကိုမှမပြောခဲ့ဘူးခမဘက်ကလည်းနောက်တစ်ခါတကိုးစွမ်းစတွေကိုမသုံးပဲလူသားတယောက်လိုရှင်ပြိုင်မယ်လို့ဂရီပေးပါလို့အတင်းကျပ်တောင်းဆိုခဲ့ပါတယ်အဆိုပါနေ့ညအမှုတဲ့အဖိုးစုကူမာရန်နဲ့အတူရှိနေခဲ့တဲ့ဆာရာဗန်နန်ရှိရာကိုပရီတီကရောက်ရှိလို့လာခဲ့ပြီးကျမရဲ့ရှေ့မှာနဖျားတစ်ပါးကရှိနေတာလေကျမစုတစ်ခုတောင်းနေတယ်အခုရေတွင်ခုနှစ်တွင်တရားရုံးကြီးကဟောင်းနှွဲဆွေးမြေ့နေပြီအဲ့ဒီနေရာမှာခင်မိပြီးစမတ်ကြတဲ့ရုံးသစ်ကြီးဖြစ်ပြောင်းလဲပေးရမယ်အဲကွန်တွေကွန်ပျူတာတွေဆက်လီကားတွေနဲ့ခင်မိပစ္စည်းတွေအကုန်လုံးပါရမယ်နိုင်ငံခြားက Google တို့ Apple တို့ရဲ့ရုံးခန်းလိုမျိုးနည်းပညာမြင်ရမယ်ပြီးတော့ကြံကြပြီးမပြီးပြတ်နိုင်တဲ့အမှုပေါင်း2,900စလုံးကိုလုံးဝပြီးပြတ်သွားအောင်လှုပ်ဆောင်ပေးရမယ်ကောက်ကျစ်လိန်ညာပြီးအသက်မွေးနေတဲ့ရှင်းနေတွေတရားရုံးတော်မှာလိန်ပြောဖို့ကြိုးစားတဲ့အချိန်တိုင်းစကားတွေအထက်သွားပြီးသူတို့မယူရထားတဲ့မှန်တရားတွေပဲနှုတ်ကနေထွက်လာစေရမယ်
အရာကိုအရှင်လှုပ်ပေးနိုင်မလားလို့ပြောဆိုခဲ့တဲ့အခါဆာရာဗန်နန်ကပြုံးလို့သာနေခဲ့ပါအဆိုပါညာသူတို့စီးနေလိုက်ပါလာခဲ့တဲ့ယထာဘော်ကိုဘေဘီကန်နန်ရဲ့တပည့်လူမိုက်တွေကရောက်ရှိလို့လာခဲ့ပြီးလူမိုက်ခေါင်းဆောင် PK ကဆာရာဗန်နန်ဟာမင်းကတရားရုံးကိုအသိရောက်လာတဲ့ကောင်းလားဒီနေ့ရှင်းနေများနားနေကမ်းမှာမင်းကငါတို့လူတွေကိုချင်းချောက်သွားတယ်လို့ကြားတယ်အဲ့ဒါဟုတ်လားလို့ဒေါသနဲ့မြင်းမြတ်နေခဲ့တဲ့အချိန်မှာပဲပရီတီကသူဒေါသထွက်လာရင်ရှင်တို့အတွက်မကောင်းဘူးဒီတော့ယထာမရက်ခင်ခုံစင်းလိုက်တာကရှင်တို့အတွက်ပိုကောင်းလိမ့်မယ်လို့ဆာရာဗန်နန်ဘက်ကနေဝင်ရအောင်ပြောဆိုခဲ့ပါတယ်ဆာရာဗန်နန်ကတော့ဘေဘီကန်နန်နဲ့တကူလုံးဝမသုံးပါဘူးလို့ဂရီပေးထားရတာဖြစ်လို့ကိုဖြစ်နေကိုငိမ့်သက်နေခဲ့ပါတယ်ဆာရာဗန်နန်ကစိတ်ထဲကနေစိတ်ရှိလက်ရှိတိုက်ခိုက်ချင်လိုက်ပေမဲ့ပေးထားတဲ့ဂရီကြောင့်ကြောက်ရွံ့တရုပ်လိုငိမ့်သက်နေခဲ့ရပါတယ်ဒါကြောင့်လူမိုက် PK ကဒီကောင်းကိုကြည့်ရတာကြောက်လုံးလို့အသက်တောင်ရှိရလားမသိဘူးလို့ပြောဆိုကဘေဘီကန်နန်ကိုဖုန်းဆက်ရင်ဆရာပြောတဲ့လူကငကြောက်တယောက်ပဲအချိန်ကုန်တာပဲအဖက်တင်တယ်လို့ပြောဆိုကယထာဘော်ကဆင်းသွားခဲ့ကြပါတော့တယ်အဆိုပါနေ့ညကဆာရာဗာနန်တို့နဲ့အတူအဖိုးဆူကူမာရန်တို့တဲခိုရာနေရာကိုလိုက်သွားခဲ့တဲ့ရှင်းနေမလေးပရီတီကဘီနူညီမတမင်မစားဘူးတရားရုံးနာကတံပေါက်မှာပေးလို့ရမလားလို့မေးမြန်းခဲ့တဲ့အခါဘီနူကအဲ့ဆိုင်ကိုညီမသိပါတယ်ရပ်ပေါင်းများစွာလဲရောက်ခဲ့ဘူးတယ်ပြီးခဲ့တဲ့၄လအတွင်းအဲ့ဒီဆိုင်ကနေတံပေါက်ဖို့9သိန်းလောက်ကုန်ခဲ့ရတယ်အဲ့ဒီ9သိန်းဘိုးထဲမှာညီမတို့သားဖကဘာတံပေါက်မှမစားခဲ့ရဘူးအမှုကိုလိုက်ပေးမယ်ဆိုတဲ့ရှင်းနေတွေကြီးကပဲစားသွားခဲ့ကြတာညီမရဲ့ဆန္ဒကဘာလဲသိလားတကယ်လို့ဒီမှုကိစ္စတွေပြီးသွားတဲ့တနေ့အဖေနဲ့အတူအဲ့ဒီဓာတ်ပေါက်ဆိုင်ကိုသွားပြီးအေးစစ်စစ်တဝတပြေထိုင်စားပြစ်လိုက်ချင်တာပဲလို့သူမရဲ့ဆန္ဒကိုပြောဆိုခဲ့ပါတယ်ပရီတီကညီမလေးရဲ့ရွှေတွေပြန်ရပြီးညီမလေးလည်းကျမလာခဲ့တဲ့အခါအဲ့ဆိုင်ကိုသွားပြီးဓာတ်ပေါက်စားကိုစားစီရမယ်အဲ့ဒါကိုအမလာကြည့်မယ်လို့ပြောဆိုခဲ့တဲ့အချိန်မှလည်းဘီနူကတရားရုံးကနေရွှေတွေပြန်ရဖို့ဆိုတာကျမမမျှော်လင့်တော့ပါဘူးတကယ်တော့အဲ့ရွှေတွေပြန်ရခဲ့တာကလည်းရဲတွေစူးစမ်းခဲ့လို့မဟုတ်ဘူးအဲ့ဒီဒီရခန်နဲ့ပြီးတွေ့ခဲ့တဲ့အချိန်တုန်းကသူတို့ကကျမတို့ရဲ့ရွှေတွေကိုမခိုးခဲ့ပါဘူးလို့ညှင်းဆန်နေခဲ့ကြတာဒါကိုအဖေကသူသမီးလေးရဲ့အသက်ကအဲ့ဒီရွှေတွေရဲ့အပေါ်မှာမူတည်နေခဲ့တဲ့အကြောင်းကျမအသက်အစားတို့ကူတာဖို့ရွှေတွေကိုယူလာခဲ့ရတာဖြစ်တဲ့အကြောင်းမျက်ရည်တွေနဲ့ရှင်းပြခဲ့တယ်အဲ့ဒါကိုကြားလိုက်ရတဲ့ရွှေတကိုးတွေကကျမတို့ကိုတနာသွားခဲ့ပြီးသူတို့ရွှေတွေခိုးခဲ့တဲ့အကြောင်းနဲ့ရွှေတွေရှိတဲ့နေရာကိုရဲတွေကိုဝန်ခံခဲ့တာဒါကူတောင်ရဲတွေကဂျားတွေကနေရွှေ15ချက်သားကိုရအောင်ခိုးယူထားခဲ့သေးတယ်အဲ့ဒီရွှေတကိုးကောင်လေးတွေစီမှာရှိတဲ့မြတ်တာတရားမျိုးရဲတွေမှလည်းမရှိသလိုတရားရုံးမှလည်းမရှိဘူးဒီနေရာကတကယ့်ကိုရုံမို့ကောင်းတဲ့နေရာပဲလို့မျက်ရည်တွေနဲ့ပြောဆိုနေကြတာကိုအရှင်ကာရူပူကလည်းကြားနေခဲ့ရပါတယ်ဒီလိုနဲ့တရားရုံးချိန်တွေပြန်လည်စတင်ခဲ့တဲ့အချိန်မှာတော့ရှင်းနေလေးဆာရာဗာနန်ကသူ့အမှုတဲ့ဆာကူမာရန်တို့သားဖပျောက်ဆုံးသွားခဲ့တဲ့ရွှေတဲ့ပစ္စည်းတွေပြန်လည်ရရှိနိုင်မှုတရားရုံးကိုတောင်းဆိုနေတာ၄လကျော်လာခဲ့ပြီဖြစ်ကြောင်းတရားရုံးတော်အနေနဲ့အခုချိန်ထိပိုင်ရှင်လက်ထဲရွှေတွေကိုပြန်မပေးရသေးကြောင်းရဲတွေကရုံးချိန်၄ချိန်ပြက်ကွက်ခဲ့ပြီးပစ္စည်းတန်ဖိုးဖြတ်သူကတစ်ချိန်ပြက်ကွက်ခဲ့ကြောင်းတပိန်မှောက်မှုကြောင့်ရုံးချိန်2ချိန်ပြက်ကွက်ကတရားရုံးလည်းတစ်လပိတ်ခဲ့ရကြောင်းဒီနေ့အားလုံးစုံစုံလင်းလင်းရှိနေပြီဖြစ်ကြောင်းဒါကြောင့်သူမှုတဲ့ပိုင်ဆိုင်တဲ့ရွှေတဲ့45ချက်သားကိုပြန်ရသင့်ပြီထင်တယ်လို့တောင်းဆိုခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့တရားသူကြီးရာဂျာနာယာကန်ကမင်းကတောင်းဆိုနေတာမှမဟုတ်တာငါနဲ့တရားရုံးတော်ကိုဆွဆွဲနေသလိုပဲတကယ်တော့မင်းကတရားရုံးတော်ရဲ့လုံထုံးလုံနည်းတွေကိုမသိတာပဲအဲ့ဒီရွှေတွေကိုသူတို့သားဖပိုင်နေဆိုတာသိကြရဲ့လားဒါမှမဟုတ်အဲ့ဒီရွှေတွေကအခြားရာဇဝတ်မှုတစ်ခုခုနဲ့ဆက်ဆက်နေတာရောမဖြစ်နိုင်ဘူးလားသူတို့မှာအဲ့ရွှေတွေအတွက်အကောက်ခွန်ကိရှင်ကြောင့်လက်မှတ်ဆိုတာရှိလားအဲ့ဒီမှတ်တမ်းတွေမပါဘဲမင်းတောက်ဆိုတဲ့အတိုင်းငါတို့ကပြန်ပေးရမှာလားလို့ပါစတဲ့ရှိတဲ့ပုံမှန်တွေကိုရေးရွရင်ကောက်ချစ်စွာပြောဆိုနေခဲ့ပါတယ်ဒါအပြင်တရားရုံးကိုလာတဲ့ယောဂသည်လေးဘီနူရဲ့ဝတ်စားစီရင်ပုံကိုကြည့်ပြီးမို့ချိုးမြစ်ချိုးနှိမ့်ချပြောဆိုနေခဲ့တာကြောင့်ဒီမခံနိုင်တော့တဲ့ဘီနူကလူတိုင်းကဒီတရားရုံးမှာပြဿနာတွေအများကြီးရှိတယ်လို့ပြောကြတယ်အဲ့ဒါတွေကိုတော့ရှင်ကမမြင်ဘူးရှင်မြင်တာကမိန်းကလေးတွေဘလို့ဝတ်စားထားတာလဲဆိုတာကိုပဲမြင်တွေ့နေတာလားပြဿနာကကျမရဲ့ဝတ်စားစီရင်မှုမဟုတ်ဘူးရှင်ရဲ့အမြင်ပဲလို့လူကြားထဲမှာပြန်လဲရန်တွေ့ခဲ့တာကြောင့်တရားသူကြီးကဘီနူတို့သားဖကိုအမျက်ရှသွားခဲ့ပြီးဘီနူကိုအချုပ်တရက်ချမှတ်ခဲ့ပါတယ်အချုပ်ကျသွားတဲ့ဘီနူတရားစိတ်သက်ကြတာရောစိတ်ထိကြိုက်တာရောပေါင်းဆက်ကယောဂပြင်းထန်လာခဲ့ပြီးတတိလေမီးမျောသွားခဲ့ရပါတယ်ဒါကြောင့်ရှင်းနေဆာရာဗန်နန်ကိုတိုင်းဘီနူကိုချီပိုးပြီးစေယုံတစ်ခုကိုအရေးပေါ်ပို့ဆောင်ပေးခဲ့ရပါတယ်ဘီနူကိုစစ်ဆေးပြီးတဲ့နောက်ဆရာဝန်ကြီးကသူ့ရဲ့အသက်က90%လောက်ပျက်စီးနေပြီသူမအချိန်မရွေးအသက်သေဆုံးသွားနိုင်တယ်သူကိုအသေးစားထိုးကုသမှုချက်ချင်းပြုလုပ်မှရမယ်လို့ပြောဆိုခဲ့တာကြောင့်
အဖိုးစုကူမာရန်ကသူ့ရဲ့အသည့်တွေထံကနေပတ်စံတွေလိုက်လံချင်းကားခဲ့ပေမဲ့ဘသူကမှသူ့ကိုမကူညီခဲ့ကြပါဘူးဒါတွေအားလုံးကိုနတ်ဘုရားရှင်ကာရူပူကအကုန်မြင်တွေ့ကြားသိနေခဲ့ရပါတယ်စီယုံကိုလိုက်လာခဲ့တဲ့ပရီတီကစိတ်ကူးသမှုစတင်နိုင်မှုကျမမှာရှိသမျှပတ်စံတော့အကုန်ကူညီပေးလိုက်တယ်ခွဲစိတ်မှုပြုလုပ်ဖို့အတွက်တော့သူတို့ပိုင်ဆိုင်တဲ့ရွှေ45ကျပ်သားပြန်ရမှာကိုဖြစ်မယ်အရေးပေါ်ချင်းနေဆိုတာကိုတင်ပြပြီးတရားသူကြီးရဲ့အိမ်မှာတွားပြီးတော့တောင်းရရင်ရနိုင်တယ်လို့ပြောဆိုခဲ့တာကြောင့်ဆာရာဗာနန်နဲ့ပရီတီတို့ကညာတွင်ချင်းတရားသူကြီးရာဂျာနာယာကန်ရဲ့အိမ်ကိုလိုက်သွားခဲ့ကြပါတယ်သူတို့ရောက်ရှိသွားခဲ့တဲ့အချိန်မှာတရားသူကြီးရဲ့အိမ်ထဲကိုနိုင်ငံရေးသမားတွေကချီချင်းလိမ်မတက်ဝင်ထွက်သွားလာနေခဲ့ကြတာကိုတွေ့မြင်နေခဲ့ရပါတယ်သူတို့ကတရားသူကြီးရဲ့လက်ထောက်ဖြစ်သူဟာဘီနူးရဲ့အရေးပေါ်ချင်းဒီကိုပြောပြကတရားသူကြီးရာဂျာနာယာကန်နဲ့တွေ့ဆုံခွင့်တောင်းခံခဲ့တဲ့အချိန်မှာပဲအိမ်ရန်နာပေါ်မှာရှိနေခဲ့တဲ့တရားသူကြီးရာဂျာနာယာကန်ကဘာတွေစူညံနေရတာလဲလို့အပြစ်တင်ပြောဆိုခဲ့ပါတယ်ပရီတီကတရားသူကြီးရှင်ဘီနူးက ICU ထဲမှာအသက်လုနေရတဲ့အခြေအနေကိုရောက်ရှိနေပါတယ်အဲ့အတွက်သူမရဲ့အသေးစားထုတ်နိုင်မှုသူတို့ပိုင်ဆိုင်တဲ့ရွှေတွေအရေးပေါ်လိုအပ်နေပါတယ်တရားသူကြီးမင်းတောင်းဆိုတဲ့စာရွက်စာတမ်းတွေကိုလည်းယူလာပါတယ်လို့ပြောဆိုခဲ့တဲ့အချိန်မှာလည်းကောက်ကျစ်တဲ့တရားသူကြီးကမနက်မှာတရားရုံးကိုလာခဲ့အခုပြန်တော့မဟုတ်ရင်ပိုင်နဲ့ကျူးကျော်ဝင်ရောက်မှုနဲ့ဖမ်းခိုင်းလိုက်မယ်လို့ချင်းချောက်ပြောဆိုခဲ့ပါတယ်ဒါကိုတရားသူကြီးရဲ့အိမ်မှာရှိနေခဲ့တဲ့လူယုံမာဘေဘီကန်နန်ကမျက်ကွယ်တနေရာကနေသဘောကျစွာကြည့်နေခဲ့ပါတယ်ပရီတီကဆာရာဗာနန်ကိုကြည့်ရင်အရှင်ကဘာလို့ဒီလိုလူတွေယုံမာနေတာကိုငြိမ်ခံနေရတာလဲအရှင်မှာတကူဆွမ်းရတွေရှိတယ်မဟုတ်လားလို့မေးမြန်းခဲ့တဲ့အခါမှာတော့အရှင်ကာရူပူတစ်ဖြစ်လဲဆာရာဗာနန်ကနှုတ်ဆက်နေခဲ့ပါတယ်သူရဲ့တကူတွေကိုမသုံးဘူးလို့ဘေဘီကန်နန်ကိုဂရီပေးခဲ့မိတယ်မဟုတ်ပါလားနောက်တနေ့တနက်တရားရုံးချိန်မှာတော့ရှင်နေလေးဆာရာဗာနန်ကတရားသူကြီးလိုအပ်တဲ့စာရွက်စာတမ်းတွေကိုတင်ပြပြီးသူ့အမှုတဲ့စုကူမာရန်ပိုင်ဆိုင်တဲ့ရွှေတွေကိုတောင်းခံခဲ့ပါတယ်အဆိုပါအချိန်မှာလည်းတရားသူကြီးကရှင်နေဆာရာဗာနန်ကသူနဲ့တရားရုံးကိုစော်ကားပြောဆိုတဲ့သုံးနှုန်းတွေသုံးခဲ့တာကြောင့်သူနဲ့တရားရုံးကိုတောင်းပန်မှာအမှုကိုဆက်လက်ဆောင်ရွက်မယ်လို့အချက်ကိုင်ခဲ့ပြီးနတ်ဖျားရှင်ကာရူပူကဘီနူးရဲ့အသက်ကိုကယ်တင်နိုင်မှုကောက်ချစ်ရုံမာတဲ့တရားသူကြီးကိုအောက်ချုပ်ခံတောင်းပန်ခဲ့ရပါတယ်အဆိုပါနေ့ကသူတို့သားဖပိုင်ဆိုင်တဲ့ရွှေတွေကိုပြန်ရလို့သမီးလေးရဲ့တက်ကိုကဲဖို့ရွှေတုပ်ကိုယူကတရားရုံးကထွက်လာခဲ့တဲ့အဖိုးစုကူမာရန်ရဲ့ထံကိုဖုန်းဆက်သွယ်မှုတစ်ခုကဝင်ရောက်လာခဲ့ပါတယ်။တစ်ဖက်ကဆက်သွယ်လာခဲ့တဲ့သူရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာတော့အဖိုးစုကူမာရန်ရဲ့လက်ထဲကဖုန်းဟာအောက်ကိုပြုတ်ကျသွားခဲ့ရသလိုအဖိုးစုကူမာရန်ရဲ့ညှို့လင်းချက်တွေကလည်းပျောက်ပြတ်သွားခဲ့ရပါတော့တယ်။အသက်ရှင်နေခဲ့ပေမဲ့အတိတ်ပဲမဲသွားခဲ့တဲ့လူတစ်ယောက်လိုဖြစ်သွားခဲ့ရတဲ့အဖိုးစုကူမာရန်ကသူတို့သားဖကိုနှိပ်စက်ခဲ့တဲ့ရှင်းနေတွေကိုတွေ့မြင်လိုက်ရတဲ့အချိန်မှာတော့သူရလာခဲ့တဲ့ရွှေတွေကိုထုတ်ကာအခုငါမှုနိုင်သွားပြီဒါပေမဲ့ငါရဲ့သမီးလေးကတော့ငါနားမှာမရှိတော့ဘူးမင်းတို့ကလူတစ်ယောက်ရဲ့အသက်ထက်ဒီရွှေတွေကိုလိုချင်နေခဲ့တာမဟုတ်လားရောယူလိုက်လို့ရွှေတွေကိုထုတ်ကာပြစ်ပေါက်ပေးနေခဲ့ပါတယ်သမီးလေးအတွက်ဒေါသဖြစ်နေခဲ့တဲ့အဖိုးစုကူမာရန်ကတွေးသမျှရှင်းနေတွေဟာခမရတို့ဓာတ်ပေါက်စားချင်နေတယ်မဟုတ်လားရောဒီရွှေတွေကိုယူပြီးတွားမြူလိုက်ကြလို့ဒေါသနဲ့ပြောဆိုခဲ့ခြင်းရှင်နေလေးဆာရာဗာနန်ကိုတွေ့မြင်လိုက်ရပါတယ်အဖိုးစုကူမာရန်ကသူ့ရဲ့လက်ထဲကကျန်နေတဲ့ရွှေတွေဟာဆာရာဗာနန်ရဲ့လက်ထဲကိုထက်ကခမရကဘာလို့ဒီရွှေတွေကိုရအောင်ယူပေးခဲ့ရတာလဲခမရစူးစမ်းပေးခဲ့ပေမဲ့အခုကျုပ်ရဲ့သမီးလေးကမရှိတော့ဘူးဆိုတော့ဒီရွှေတွေကကျုပ်အတွက်အသုံးမဝင်တော့ဘူးဒါတွေကိုခမရပဲယူလိုက်ပါတော့လို့ပြောဆိုကဝမ်နယ်ကြီးရှိုက်ငိုနေခဲ့ပါတော့တယ်အဆိုပါချိန်မှာပဲဘေဘီကန်နန်ကအောင်မွေရစစ်သူကြီးတယောက်တို့တရားရုံးအတွင်းကိုရောက်ရှိလို့လာခဲ့ပြီးခမရကဒီရွှေတွေပြန်ရဖို့အတော်လေးစူးစမ်းခဲ့တာပဲဒါပေမဲ့ကောင်မလေးရဲ့အဖေကခမရကိုကြီးစုမတင်သလိုပဲဒါကြောင့်လူတွေကိုမတနာတင်တာသူသမီးလေးကငငယ်လေးဆိုတော့တနာစရာပါပဲကျုပ်သာဆိုရင်သူတို့ကိုဝင်းညက်မှာဆိုပေမဲ့သူ့အသက်ကိုတော့အသေးခံမှာမဟုတ်ဘူးခမရမင်းညကတရားသူကြီးရဲ့အိမ်ကိုရောက်ခဲ့တာပဲခမရသာအိမ်ညကလေးကတရားသူကြီးကိုအောက်ချို့တောင်းပန်ခဲ့မယ်ဆိုရင်သူကအိတ်ရွှေတွေကိုပြန်ပေးခြင်းပေးလိုက်မှာအဲ့လိုဆိုရင်ဘီနုကလည်းသိချင်မှသိမှာကျုပ်ပြောပါတယ်ဒါကကျုပ်ရဲ့တရားရုံးဆိုတာလေဘုရားသခင်ကိုယ်တိုင်ဆင်းလာရင်တော့ဘာမှပြောင်းလဲလို့မရစီရဘူးဆိုတာအခုသဘောပေါက်ပြီမှလားအခုကျုပ်တို့ကြားကစိန်ခေါ်မှုကပြီးသွားပြီခမရကနတ်ဖျားဆိုပေမဲ့ဘာမှမဟုတ်တော့ဘူးဒီတော့နတ်ကုန်းကိုပိတ်ပြီးဒီနေရာကနေလစ်လိုက်တော့ဘီနုရဲ့သိဆုံးမှုကကျုပ်ပြစ်မဟုတ်ဘူးအဲ့ဒါကခမရရဲ့ပြစ်ပဲနတ်ဖျားကနတ်ဖျားလုပ်ပဲလုပ်စမ်းပါဒါကကျုပ်တို့တရားရုံးရဲ့အလုံးအဲ့ဒါကိုကျုပ်တို့ပဲလုပ်မယ်လို့ခက်ရင်ရင်ပြောဆိုကထွက်သွားခဲ့ပါတော့တယ်အဆိုပါနေ့ကဆာရာဗာနန်တရားမင်္ဂလိဘီနူရဲ့အကြောင်းကိုစိတ်မကောင်းစွာတွေးတောနေခဲ့တဲ့အချိန်မှာပဲအမျိုးသမီးကာမာနီက
ဘေဘီကန်နန်ရဲ့လူမိုက်ဘီကေယာကျမမှာရှင်တို့ကိုပေးစရာငွေလည်းမရှိတော့ဘူးဒါကြောင့်ဂျေစုပြုပြီးကျမရဲ့မှုရဲဖိုင်ကိုပြန်ပေးပါကျမနောက်ထပ်ရှင်နေပဲငါပြရစီလို့တောင်းပန်နေခဲ့ရှာပိုင်းအဆိုပါအချိန်မှာပဲလူမိုက်ဘီကေကကာမာနီရဲ့မှုရဲဖိုင်ကိုအဝင်းနီနဲ့စီကမြေပြင်ပေါ်ကိုပြစ်ချလိုက်ရင်ဒီတရားရုံးအတွင်းမှာရှင်နေတွေအများကြီးရှိတယ်ဒီဖိုင်ကိုယူသွားရတဲ့လူတယောက်ယောက်ရှိခဲ့ရင်မင်းမှုကိုငါလက်လွဲပေးလိုက်မယ်မဟုတ်ရင်တော့ဝင်ကြီးဗီယန်ပန်ဒီယန်ပေါ်ဆွဲဆိုထားတဲ့မင်းရဲ့ဆွဲဆိုချက်တွေကိုပြန်ပြီးတော့ရုပ်သိမ်းလိုက်တော့လို့အချက်ကိုင်ပြောဆိုခဲ့ပါတယ်။ဒါကြောင့်ကာမာနီကအနီးပါးမှရှိနေတဲ့ရှင်းနေတွေကိုလိုက်လံအကူအညီတောင်းခဲ့ပေမဲ့ဘသူကမှသူမကိုမကူညီရဲခဲ့ကြသလိုသူမရဲ့မှုရဲဖိုင်ကိုလည်းမထိမကိုင်ရဲခဲ့ကြပါဘူး။ဒါကိုမြင်နေခဲ့ရတဲ့အရှင်ကာရူပူတစ်ဖြစ်လဲဆာရာဗာနန်ရဲ့နားထဲမှာတော့ရှင်နေမာလေးပရီတီပြောဆိုသွားခဲ့တဲ့အရှင်ကဘီနူရဲ့မှုမှာဖျားသခင်တယောက်အနေနဲ့ရှုံးနိမ့်ခဲ့တာမဟုတ်ဘူးလူသားတယောက်အနေနဲ့ရှုံးနိမ့်ခဲ့ရတာကောက်ချစ်တဲ့လောကကြီးအလယ်မှာယူသားမှုနဲ့ရှုံးနိမ့်ကြတဲ့လူသားတွေကအများကြီးပါပဲဒီလိုပဲထောင်ပေါင်းများစွာသောလူတွေကဒီလိုကောက်ချစ်တဲ့တရားသူကြီးတွေရှင်နေတွေလူမိုက်တွေရဲ့လက်အောက်မှာရှုံးနိမ့်နေကြရတယ်လို့ပြောဆိုခဲ့တဲ့အချိန်မှာတော့ဆာရာဗာနန်ကဒါဆိုရင်တော့ငါကဒီနေရာမှာရှုံးနိမ့်တဲ့နောက်ဆုံးလူသားပဲဖြစ်ရမယ်ဒီကနေ့ကစပြီးဒီတရားရုံးမှာတရားမျှတမှုရှာဖို့ရောက်လာတဲ့သူမှန်သမျှငါရဲ့မျက်စိရှိမှာဘယ်တော့မှမရှုံးနိုင်စေရဘူးလို့ပြောဆိုကြိပေးခဲ့တာကိုပြန်လဲကြားရအောင်လို့နေကိန်းမတက်ထားရလိုက်ကလူမိုက်တွေရဲ့ရှိမှာတနာဆွဲငိုကျွေးနေရှာတဲ့အမျိုးသမီးကာမာနီရဲ့မှုရဲဖိုင်ကိုကောက်ယူလိုက်ပါတော့တယ်။ဒါကိုမြင်လာတဲ့လူမိုက်ဘီကင်နဲ့ဖွဲ့သားတွေကဒေါသထွက်သွားခဲ့ပြီးဆာရာဗာနန်ရှီယာကိုအလူရင်မက်နဲ့ပြေးဝင်လာခဲ့ကြပေမဲ့ဆာရာဗာနန်ရဲ့ပြင်းထန်တဲ့ခုခံတိုက်ခိုက်မှုတွေအောက်မှာအာရီရှာရီရွေးဆောင်ကုန်ခဲ့ရပါတယ်။ဒါကိုမြင်လာတဲ့လူမိုက်တွေကငရုတ်သီးမုတ်အိတ်တလုံးကိုဆွဲယူကဆာရာဗာနန်ရဲ့ခေါင်းကိုဆွတ်ချလိုက်ပြီးဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။တာမန်လူတယောက်အနေနဲ့ဆိုရင်တော့အဆိုပါတိုက်ခိုက်မှုကြောင့်မျက်လုံးတွေကန်းဆက်သွားမှာဖြစ်ပေမဲ့ငရုတ်သီးနဲ့လိမ့်ချံပူစောခြင်းခံရတဲ့အရှင်ကာရူပူအတွက်တော့ပိုပြီးတော့တောင်ကျန်တဲ့မီအစွမ်းတွေကထပ်သွားစီခဲ့ပါတယ်။ဆာရာဗာနန်ရဲ့ဒီငိမ့်နဲ့ဟန်နဲ့ကြောက်မက်ဖွယ်ရာတွင်တရံကိုမြင်တွေ့လိုက်ရတဲ့လူမိုက်ပီကေတယောက်အနေငယ်တုန်လှုပ်သွားခဲ့ရပါတယ်။ပီကေရဲ့တပည့်လူမိုက်တွေကအင်အားများပြားနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြပေမဲ့လည်းဒေါသကြီးတဲ့အရှင်ကာရူပူကိုဘယ်လိုမှရှင်ပြိုင်နိုင်စွမ်းမရှိခဲ့ပါဘူး။နောက်ဆုံးလူမိုက်ခေါင်းဆောင်ဖြစ်တဲ့ဘီကေကိုပါဆာရာဗာနန်ကပြန်မထနိုင်လောက်အောင်တိုက်ခိုက်ပစ်ခဲ့ပြီးလူမိုက်တွေအားလုံးကိုကြောက်တူးတုန်သွားစေခဲ့ပါတယ်။စူဘာနီညကသူမရဲ့အိမ်မက်ထဲမှာအရှင်ကာရူပူနဲ့တွေ့ဆုံနေခဲ့တဲ့ရှစ်နေမာလေးပရီတီတယောက်အိမ်မက်ကနေလန်နိုးလာခဲ့တဲ့အချိန်မှာတော့သူမရဲ့စပွဲပေါ်မှာအမျိုးသမီးကာမီနီရဲ့အမှုရဲဖိုင်လေးကိုတွေ့မြင်လိုက်ရပါတော့တယ်။ဒါကြောင့်ပရီတီကသူမကင်တွယ်ရမယ်အမှုတဲ့ကာမာနီနဲ့တွေ့ဆုံခဲ့ပြီးအမှုဖြစ်စဉ်ကိုမေးမြန်းကြည့်ခဲ့ရမှာတော့ကာမာနီကဗီယန်ပန်ဒီယန်ဥပဒေရေးရာဝန်ကြီးဖြစ်ခဲ့စဉ်ကျမကသူ့ရဲ့ကိုရေးရာရှိဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတယ်။စီးပွားရေးရတာသူ့နားမှာအလုပ်လုပ်ရပေမဲ့ကျမရဲ့ရှက်နဲ့သိက္ခာအတွက်နောက်ကျောမလုံခဲ့ဘူး။ပထမတော့ကိုဖေအရွယ်လောက်ရှိတဲ့သူ့ရဲ့ပြုမှုတွေအပေါ်မှာအကြောင်းမရှိဘဲတန်တရားဝင်မိတယ်လို့ကိုပြန်သတိပေးနေမိခဲ့တာ။ဒါပေမဲ့တရက်အလုပ်ကိစ္စတစ်ခုနဲ့ဒေလီကိုသွားခဲ့တဲ့အချိန်မှာပဲဝင်ကြီးဗီယန်ပန်ဒီယန်ရဲ့ထောင်ချောက်ထဲမှာကျမဘိုးကပြက်ခဲ့ရတယ်။အစားကတော့ဘာလို့ရမှန်းမသိခဲ့ဘူး။နောက်တော့တတိမွေးပြီးရဲစခန်းမှာတွားရောက်တိုင်ကြားခဲ့တယ်။ဒါပေမဲ့ပြည်သူကိုကူညီရမယ့်ရဲတွေကအထက်ကဝင်ကြီးကိုပဲကူညီပေးခဲ့ကြတယ်။ရဲတွေကကျမရဲ့တိုင်ကြားချက်ကိုလက်ခံရုံနဲ့မကဘူးကျမကိုချိန်ချောက်ပြီးဝင်ကြီးစီမှာပဲအလုပ်ပြန်လုပ်ဖို့ဖိအားပေးခဲ့ကြတယ်။နောက်တော့သူပါတီရွေးကောက်ပွဲမှာရှုံးနိမ့်သွားပြီးတဲ့နောက်မှသာကျမကရှင်းနေတယောက်နဲ့တွေ့ပြီးအမှုကိုဖွင့်နိုင်ခဲ့တာ။ကျမရဲ့ကန်တရားကဘလောက်ဆိုးရွားလဲဆိုတော့ဝင်ကြီးဗီယန်ပန်ဒီယန်နဲ့ပတ်သက်တဲ့ရှင်းနေနဲ့မှတွားတိုးခဲ့တာပဲ။သူတို့ကဒီလန်မျိုးစုံကိုတုံးပြီးအမှုကိုပြန်ပြီးတော့ရုပ်သိမ်းဖို့ဖိအားပေးခဲ့ကြတယ်။ဒီလိုနဲ့နောက်ဆုံးရှင်စီကိုရောက်လာခဲ့ရတာပဲလို့ပြောဆိုရှင်းပြခဲ့ပါတယ်။ပရီတီကကျမသာရှင်ကိုတရားမျှတမှုရှာပေးနိုင်ခဲ့ရင်ရှင်လိုပဲမတရားခံနေခဲ့ရတဲ့အခြားသောအမျိုးသမီးတွေကိုလည်းရှစ်တွက်လာဖို့တတိခွန်အားတွေဖြစ်စေလိမ့်မယ်။ကျမကိုယုံကြည်ပါကျမတို့ဒီတိုက်ပွဲကိုနိုင်အောင်တိုက်ကြမယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့နင်နာသူအမျိုးသမီးကာမာနီအတွက်ရှင်းနေမာလေးပရီတီကတာဝန်ယူခဲ့သလိုတစ်ဖက်ကဝင်ကြီးဗီယန်ပန်ဒီယန်အတွက်ဘေဘီကန်နန်ကရှင်းနေဖြစ်ပါဝင်ဆောင်ရွက်ခဲ့တာကြောင့်သူတို့နူထိတ်တိုင်တွေ့ဆုံခဲ့ကြပြန်ပါတယ်။တရားရုံးကြားနာမှုတွေစတင်ခဲ့တဲ့အချိန်မှာတော့တရားသူကြီးရာဂျာနာယာကန်ကနင်နာသူရှင်းနေဖြစ်တဲ့ပရီတီကိုစတင်ရှောက်လဲဖို့ပြောဆိုခဲ့ပါတယ်။ပရီတီကတရားသူကြီးရှင်မစ္စတာဗီယန်ပန်ဒီယန်တရားဥရီရေးရာဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်နေစဉ်ကာလမှာကျမရဲ့မှုတဲ့ကာမာနီရဲ့အပေါ်မှာမတရားသဖြင့်ချန်စီကျူးလွန်ခဲ့ပါတယ်
ဒါအပြင်အဆိုပါကိစ္စကိုဖွင့်ပြောရင်ဒုက္ခရောက်မယ်လို့လည်းချိန်ချောက်ခံခဲ့ရပါတယ်ဒါကြောင့်ဝန်ကြီးဟောင်းဗီယန်ပန်ဒီယန်ကိုလိမ်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်မှုချိန်ချောက်ဝန်းကျင်မှုတွေအတွက်တရားဝင်ဆွဲချက်တင်ပေးဖို့တောင်းဆိုပါတယ်လို့ရှောက်ထားခဲ့ပါတယ်တရားခံရှင်းနေဘေဘီကန်နန်ရဲ့လက်မှာတော့ဘေဘီကန်နန်ကတရားသူကြီးခင်ဗျာဒီအမှုမှာမိကုန်းထုတ်ဆရာတွေအများကြီးရှိနေပါတယ်တကယ်တော့ဒီအမှုကလုတ်ချံဖန်တီးထားတဲ့အမှုပါလို့ပြောဆိုကာမာနီယာဒီဖြစ်ရက်ကဘယ်တော့မှဖြစ်ပျက်ခဲ့တာလဲလို့မေးမြန်းခဲ့တဲ့အခါကာမာနီက2018နိုဝင်ဘာလ15ရက်နေ့ကဖြစ်ပြီးတိုင်ချက်ကိုတော့မနစ်ကမှဖွင့်ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့တဲ့အချိန်မှာတော့ဘေဘီကန်နန်ကဒါဆိုအမှုဖြစ်ပွားခဲ့ပြီး9နှစ်ကြာမှအမှုကိုဖွင့်ခဲ့တယ်ဆိုတဲ့သဘောပေါ်ဟုတ်လားလို့ပြောဆိုခဲ့တာကြောင့်ကာမာနီကအဲ့အချိန်သူကဝင်ကြီးဖြစ်နေတော့ဆိုတော့ကျမကိုဝိုင်းပြီးချင်းချောက်ခဲ့လို့ချက်ချင်းအမှုမဖွင့်နိုင်ခဲ့တာလို့ပြောဆိုရှင်းပြခဲ့တဲ့အချိန်မှာလဲဘေဘီကန်နန်ကမိတာကိုပဲဖြေပါအဲ့ဒီ9နှစ်အတွင်းခမ ्या ကခေါင်းမှာဒဏ်ရာရတာမျိုးအတိမ်မေးနေတာမျိုးဖြစ်ခဲ့လို့လားခမ ्या ရဲ့ပေါ်မှာဝင်ကြီးပြုမှုခဲ့တာကိုရာဇဝတ်မှုဆိုတာသိဖို့9နှစ်လောက်အချိန်ယူခဲ့ရတာလားလို့တစ်ဖက်သက်ပြောဆိုခဲ့ပါတယ်အခင်းဖြစ်တဲ့နေရာကဘယ်နေရာလဲလို့မေးမြန်းခဲ့တဲ့အခါကာမာနီကဒီကဝင်ကြီးဟောင်းဗီယန်ပန်ဒီယန်ရဲ့အိမ်ဒုတိယထပ်မှာပါလို့ဖြေဆိုခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့ဘေဘီကန်နန်ကတရားသူကြီးခင်ဗျာကျွန်တော်ရဲ့မှုတွေကအစစ်မြစ်ရောင်ယောဂခံစားနေခဲ့ရပြီးဒူနှစ်ဖက်စလုံးခွဲစိတ်ခံရသူပါဒါကြောင့်လေကားမတက်နိုင်သလိုဆရာဝန်ကလည်းမတက်ဖို့ညွှန်ကြားခံရတဲ့သူပါဒီတော့ဓလေကားလည်းမရှိတဲ့အိမ်မှာသူကဒုတိယထပ်ကိုတက်ပြီးမတရားပြုကျင့်ခဲ့တဲ့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့အတွက်ဆရာဝန်ရဲ့စီးလက်မှတ်ကိုလည်းတင်ပြထားပါတယ်လို့ပြောဆိုခဲ့ပါတယ်ဒါအပြင်ဘေဘီကန်နန်ကတရားသူကြီးအားအတန်ဖိုင်တစ်ခုကိုဖွင့်ပြချင်ပါတယ်လို့တောင်းဆိုခဲ့ပြီးတရားခွင်တစ်ခုလုံးကြောင်းအတန်ဖိုင်တစ်ခုကိုဖွင့်ပြခဲ့ပါတယ်အဆိုပါအတန်ဖိုင်ထဲမှာတော့ကာမာနီကဝင်ကြီးဗီယန်ပန်ဒီယန်ကိုဂလူကြီးတို့ညှူကြီးတို့လုံနေတဲ့အတန်ဖိုင်ကိုအားလုံးကကြားနေခဲ့ရပါတယ်ကာမာနီကကျမအဲ့လိုမျိုးတစ်ခါမှမပြောခဲ့ဘူးပါဘူးလို့ညင်းဆိုခဲ့ပေမယ့်အတန်ကကာမာနီရဲ့အတန်ဖြစ်နေခဲ့တာကြောင့်ဘေဘီကန်နန်ကအရကခမားတန်ပဲမဟုတ်လားလို့မေးမြန်းခဲ့တဲ့ခါမှာတော့ကာမာနီကသူ့အတန်ဆိုတာမှန်ပေမဲ့သူမအဲ့လိုမပြောခဲ့ဘူးကြောင်းညင်းဆန်နေခဲ့ပါတယ်တကယ်တော့တရားသူကြီးရာဂျာနာယာကန်ရှင်းနေဘေဘီကန်နန်နဲ့ဝင်ကြီးအောင်ဗီယန်ပန်ဒီယန်တို့ကတကြိတ်တည်းတညံနေသမားတွေဖြစ်ကြပြီးကာမာနီကိုဝိုင်းဝန်းထိုးချနေခဲ့တာလည်းဖြစ်ပါတယ်ရှင်းနေဘေဘီကန်နန်ကဒီအမှုမှာမူသားစကားတွေကိုကျွန်တော်တို့ကြားခဲ့ပြီးပါပြီအခုတကယ်ဖြစ်ပျက်ခဲ့တဲ့အမှန်တရားကိုကျွန်တော်ပြောပြပါမယ်လို့စကားဆလိုက်တဲ့အချိန်မှာပဲရုတ်တရက်ထူဆန်းတဲ့ကိစ္စတစ်ခုကဖြစ်လာခဲ့ပြီးသူပါဇက်ထဲကအယိုးမရှိတဲ့ရှာကိုဘေဘီကန်နန်တရားမထိန်ချုပ်နိုင်တော့ပါဘူးတရားရုံးအတွက်မှာအမှန်တရားကိုပြောပါမယ်လို့သူသုံးနှုံလိုက်တဲ့သုံးနှုံကြောင့်ပဲဘေဘီကန်နန်ရဲ့ပါဇက်ကအမှန်တရားတွေကသူ့လိုထွက်ကြလာခဲ့ပါတယ်ဘေဘီကန်နန်ကဟုတ်ပါတယ်တရားသူကြီးခင်ဗျာဒီအမှုကိုကာမာနီက9နှစ်တိုင်တိုင်နှုတ်ဆက်နေခဲ့တယ်ဆိုတာကလည်းအဲ့ချိန်ကျွန်တော်ရဲ့အမှုတွေကအာနာရှိတဲ့ဝင်ကြီးဆိုတော့သူမဘလို့မှလုံဆန်လို့မရလို့ပါလို့အမှန်တရားကိုပြောဆိုခဲ့တဲ့အခါတရားသူကြီးရောဝင်ကြီးဗီယန်ပန်ဒီယန်ကပါဘေဘီကန်နန်ကိုနားမလဲစွာနဲ့စိုက်ချိနေခဲ့ပါတယ်ဘေဘီကန်နန်ကိုယ်တိုင်လည်းသူ့နှုတ်ကိုသူမထိန်နိုင်တော့တာကြောင့်အံ့အားသင့်နေခဲ့ပါတယ်အဲ့နောက်ဘေဘီကန်နန်ကအခုကျွန်တော်ပြောတာတွေကအမှန်တရားတွေပါလို့ပြောဆိုနေခဲ့တာကိုကြည့်ရင်ရှင်နေမလေးပရီတီကအရှင်ကာရူပူကိုသူမပြောခဲ့တဲ့နောက်ဆိုရင်တရားရုံးတော်မှာလိမ်ဖို့ကြိုးစားတဲ့သူတွေစကားတွေအကုန်ထစ်ပြီးသူတို့ရဲ့ပါဇက်ကအမှန်တရားတွေပဲထွက်လာအောင်ပြုလုပ်ပေးပါရှင်လို့တောင်းဆိုခဲ့တာကိုပြန်ပြီးတော့အမှတ်ရသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတရားခံရှင်နေဘေဘီကန်နန်တယောက်ပြာရာတွေခတ်ပြီးသူကိုယ်သူဘာတွေဖြစ်နေမှန်းမသိဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ရှင်နေမလေးပရီတီကတရားသူကြီးရှင်ကျမဝင်ကြီးပန်နီယန်ကိုမိကုန်းလေးမေးချင်ပါတယ်လို့ပြောဆိုကပြိုင်ဘက်ရှင်နေပြောပုံရဆိုရင်ရှစ်မှာအစစ်မြစ်ရောင်ယောဂခန်းစားနေရတယ်ဆိုတာဟုတ်လားလို့မေးမြန်းခဲ့တဲ့အခါပန်ဒီယန်ကဟုတ်မှန်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါကြောင့်ပရီတီကပြိုင်ဘက်ရှင်နေဘေဘီကန်နန်ကိုလှမ်းကြည့်ကသူပြောတာဟုတ်မှန်ရဲ့လားလို့မေးမြန်းခဲ့တဲ့အခါမှာတော့သူကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့သူ့ရဲ့ပါဇက်ကြီးကသူမှာဘာအစစ်မြစ်ရောင်ယောဂမှမခံစားရပါဘူး။သူ့ရဲ့ဆေးလက်မှတ်ဆိုတာကလည်းကျွန်တော်ကိုယ်တိုင်ပဲအတုလှုပ်ထားပေးတာ။ဒါတောင်တရားသူကြီးကမသိဘူးလားလို့တရားသူကြီးကိုပါအမှုတွေတဲ့စွဲထည့်နေခဲ့ပြန်ပါဘေဘီကန်နန်ကဝင်ကြီးပန်နီယန်ကခမ ्या နဲ့လာတွေ့ရင်တော့အပေါ်တက်ကိုအချိန်ချင်းတက်ခဲ့တာပဲမဟုတ်လားလို့အမှန်တရားတွေကိုဖော်ထုတ်ပြောဆိုခဲ့ပါတော့တယ်အဒီနောက်ပရီတီကဒါဆိုရင်ကျမတို့ဂါမီနီရဲ့အတန်ဖိုင်ကိစ္စကိုဆက်လိုက်ကြမလားလို့ပြောဆိုခဲ့တဲ့အခါတရားသူကြီးကအရာကိုဂါမီနီကိုယ်တိုင်သူ့အတန်မှလို့ဝန်ခံထားပြီးပြီမဟုတ်လားလို့မေးမြန်းခဲ့တဲ့အချိန်မှလည်းသူကိုယ်သူထိန်းချုပ်မှုကင်းမဲ့နေခဲ့တဲ့ဘေဘီကန်နန်ကရုတ်တရက်သူ့ရဲ့ဖုန်းထဲကအတန်ဖိုင်တစ်ခုကိုဖွင့်ပြခဲ့ပါတော့တယ်
အတန်ဖိုင်ကိုကြားလိုက်ရတဲ့တရားရုံးတွေကလူတိုင်းကပွဲချသွားခဲ့ရပြီဘေဘီကန်နန်ကအခုခေတ်အိုင်တီနီးပညာနဲ့ဆိုဘသူရဲ့တန်ကိုမဆိုအတူပါပြုတ်လို့ရပါတယ်ကာမနီရဲ့တန်ဖိုင်ဆိုတာကလည်းလုတ်ချန်ထားတာတကယ်ဆိုတရားသူကြီးကဒီလိုကိစ္စတွေအတွက် digital တက်သေးဖြစ်ပုံမှန်63 BSA ထောက်ခံချက်တောင်းရမှာမဟုတ်ဘူးလားဒါပေမဲ့ခမားကမတောင်းတော့ကျွန်တော်ကလည်းမပေးဘူးပေါ့လို့အောက်ဖဲတွေကုန်လှန်နေခဲ့ပါတော့တယ်ဘေဘီကန်နန်ကိုကြည့်ရင်ဒေါသထွက်လာခဲ့တဲ့တရားသူကြီးကမင်းကတရားရုံးတော်နဲ့ငါကိုလှောင်ပြောင်နေခဲ့တာပဲမင်းဘသူနဲ့စကားပြောနေလဲဆိုတာကိုရောသိရလားလို့ပြောဆိုခဲ့တဲ့အခါဘေဘီကန်နန်ကသိတာပေါ့တရားသူကြီးမစ္စတာဗီယန်ပန်ဒီယန်ကွန်ပါကိုနန်အမတ်ဖြစ်တုန်းကခမားကသူ့ရဲ့ကိုပိုင်ရှိနေလေသူ့ရဲ့ထောက်ခံမှုကြောင့်ပဲခမားကအဲ့ထိုင်ကုန်ပေါ်ရောက်ပြီးတရားသူကြီးချုပ်ဖြစ်လာခဲ့ရတာလေလို့ပြောဆိုခဲ့တဲ့အခါမှာတော့တရားသူကြီးရာချာနာယာကန်တယောက်ငကူကလေးမှာမင်းနေတဲ့မျက်နှာကြီးကပူမဲသွားခဲ့ကဘေဘီကန်နန်မင်းကိုတရားရုံးတော်မထီမဲ့မြင်မှုနဲ့အရေးယူမယ်လို့ဒေါသတကြီးပြောဆိုခဲ့ပါတော့တယ်သူကိုရဲတွေကတရားရုံးထဲကနေခေါ်ထုတ်သွားခဲ့တဲ့အချိန်မှာလဲဘေဘီကန်နန်ကခမားချုပ်ကိုဘာမှလုပ်လို့မရဘူးကျွန်တော်မှဖုန်းပြောထားတဲ့အတန်ဖိုင်တွေရှိတယ်ကြောင်တောင်လုပ်ရင်စုံစမ်းရေးဖွဲ့စည်းကိုဓာတ်ရိုက်ပို့လိုက်မယ်လို့ထိန်ချုပ်လို့မရတယ်သူ့ရဲ့ပါဇက်ကနေဒရဆက်ရေးရွတ်ပြောဆိုနေခဲ့ပါတော့တယ်ရဲတွေကဘေဘီကန်နန်ကိုတရားရုံးရဲ့ပြင်ကိုဆွဲထုတ်လာခဲ့တဲ့အချိန်မှာပဲအရှင်ကာရူပူတစ်ဖြစ်လဲဆာရာဗာနန်ကဘေဘီကန်နန်ရဲ့နားကိုရောက်ရှိလို့လာခဲ့ကမင်းရဲ့ရှာကအထဲမှာအတော်လေးစကားမှားခဲ့တဲ့ပုံပဲတရားသူကြီးကိုတော့ပြန်ပြီးတော့ကစ်ခဲ့သေးတယ်လို့ကြားတယ်ဒီညသူ့အိမ်ကိုသွားပြီးတောင်းပန်စရာရှိတာတောင်းပန်လာရောမဟုတ်ရင်တော့မင်းဘွားကြီးကစမုံတုံးသွားမယ်မင်းပြောခဲ့တာမှတ်မိသေးရဲ့လားဖျားသခင်ကိုယ်တိုင်ဆင်းလာရင်တော့တရားရုံးရဲ့လုံထုံးလုံနည်းတွေကိုပြောင်းလဲလို့မရဘူးဆိုတာဟုတ်ရဲ့လားငါကောင်အခုဖျားသခင်ကကိုယ်တိုင်ဆင်းလာပြီးဒါကငါရဲ့နေမြေပဲပြီးတော့ငါတရားရုံးငါကိုကြော်ပြီးဒီမှာဘာမှလှုပ်ရှားလို့မရဘူးအခုအချိန်ရှိသေးတယ်လက်လိုက်တော့လို့ရီးသက်တဲ့ပြောဆိုခဲ့ပါတော့တယ်တစ်ဖက်မှာတော့ဘီဘီကန်နန်ရဲ့အစာဆွဲထုတ်မှုကြောင့်ကာမာနီရဲ့မှုကဟိုးလေးကြော်ဖြစ်သွားခဲ့ပြီးအစိုးရရာရှိကြီးတွေကတရားသူကြီးရာချာနာယာကန်ကိုလာရောက်စစ်ဆေးခဲ့တဲ့အထိဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်တရားသူကြီးနဲ့ဗီယန်ပန်ဒီယန်တို့ကသူတို့ကိုချောက်ချသွားခဲ့တဲ့ဘေဘီကန်နန်ကိုအခဲမချေဖြစ်ကလူမိုက်တွေလွှတ်ပြီးတိုက်ခိုက်ဖို့ကြံစည်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်းနတ်ဖျားရှင်ကာရူပူရဲ့စွမ်းနေကြောင်း Seven Way နယ်မြေတစ်ခုလုံးဒူစီအိုင်မှုခိုးမှုလူရက်မှုအစရှိတဲ့လက်ပေးလက်ယူမှုတွေပပျောက်ကအေးချမ်းနေခဲ့ပါတယ်။အဆိုပါနယ်မြေရဲ့ရဲစခန်း18ခုလုံးမှာလည်းဘာမှုမှရောက်မလာတော့တာကြောင့်ရဲတွေလည်းအလုံးမရှိသလိုရဲတွေနဲ့ပေါင်းပြီးအမှုရှာနေတဲ့ဘေဘီကန်နန်တို့အဖွဲ့ကရှင်းနေတွေကလည်းအလုံးလက်မဲ့ဖြစ်နေခဲ့ရပါတယ်။ရဲရင်းခုနှစ်တွင်တရားရုံးကြီးကလည်းအမှုသည်တွေနေပါသလောက်ဖြစ်သွားခဲ့တာကြောင့်တိတ်ဆိတ်ချောက်ကပ်နေခဲ့ရပါတယ်။ဒါအပြင်တရားရုံးအတွင်းကရှင်းနေတွေတော်တော်များများကလည်းတရားရုံးဝင်အတွင်းမှာရှင်းနေခဲ့တဲ့အရှင်ကာရူပူရုပ်ထုကြီးရှိရာကိုတွားရောက်ကသူတို့နောက်ထပ်မလိမ့်ဝင်းတော်ကြောင့်လက်လာပါတွေလည်းမယူဝင်းတော်ကြောင့်သူတို့လုပ်ခဲ့တဲ့ပြစ်တွေကိုခွင့်လွှတ်ပေးဖို့ဆူတောင်းမှုတွေပြုလုပ်နေခဲ့ကြပါတယ်။ပရီတီကဆာရာဗန်နန်ကိုကြည့်ကအန်အိုးစရာပဲရှင်။10ရက်အတွင်းအမှုပေါင်း4000ကျော်ပြီးပြတ်သွားတယ်။အမှုသစ်တွေထပ်မရောက်လာလို့သူတို့ကမပြီးပြတ်သေးတဲ့အမှုဟောင်းတွေကိုရှင်းလင်းနေကြပြီ။ပြစ်မှုကျူးလွန်မဲ့သူတွေကတုံ့လုံခြောက်ချားနေကြပြီလို့ပြောဆိုခဲ့ပါတယ်။ဒါကိုမြင်နေရတဲ့ရှင်းနေဘေဘီကန်နန်ကတရားရုံးဝင်းထဲမှာအဲ့ဒီဖျားเจ้าရှိနေတာကတော်တော်ကိုစိတ်နှောက်ယှက်ဖြစ်စေတာပဲလို့ကောက်ချစ်စွာပြောဆိုနေခဲ့ပါတယ်။တညာဘေဘီကန်နန်ရဲ့ခိုင်းစေချက်နဲ့လူမိုက်တစုကမြေကော်ဆက်တွေကိုယူဆောင်လို့လာခဲ့ကြပြီးတရားရုံးဝင်းတွဲမှာရှိနေခဲ့တဲ့အရှင်ကာရူပူရဲ့ရုပ်ထုနဲ့ဖျားเจ้าကိုဖြိုဖျက်ဖို့ရောက်လာခဲ့ကြပါတယ်။အဆိုပါအချိန်အရှင်ကာရူပူတစ်ဖြစ်လဲဆာရာဗာနန်ကအဆိုပါဖျားเจ้าလေးမှာလဲလျောင်းနေခဲ့ပါတယ်။လူမိုက်တွေနဲ့အတူပါလာခဲ့တဲ့ရဲတက်ချက်ကြီးကာမာရန်ကဟိုဖျားเจ้าပေါ်မှာအိတ်နေတာကဘသူလဲလို့မေးမြန်းခဲ့တဲ့အခါဘေဘီကန်နန်ရဲ့တပည့်တူကအဒါမာဒူရိုင်းကရှင်းနေဆိုတဲ့ကောင်မဟုတ်လားသူ့ကိုရိုက်နှက်ပြီးမောင်းထုတ်လိုက်လို့လူမိုက်ချို့ကိုပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းဖျားเจ้าကိုဖျက်ဆီးဖို့ရောက်လာခဲ့ကြတဲ့လူမိုက်တွေဟာအရှင်ကာရူပူရဲ့စွမ်းနဲ့တိုက်ခိုက်မှုတွေအောက်မှာပြပြမှောက်နေခဲ့ကြပါတယ်။အဆိုပါချိန်ဘေဘီကန်နန်ကသူ့ရဲ့လူတွေကိုဖုန်းဆက်လာခဲ့တာကြောင့်ဆာရာဗာနန်ကဖုန်းကိုကောက်ကင်လိုက်ရင်မင်းလွှတ်လိုက်တဲ့လူတွေကခီးဝေးဝေးမြင်နေဆိုလို့ငါအပေါ်ကိုနည်းနည်းလောက်တက်ကြည့်ခိုင်းတာတယ်။မင်းကငါဖျားเจ้าကိုဖျက်ဆီးလိုက်ရင်ငါပြောက်ကွယ်သွားမှာပဲလို့တွေးနေခဲ့တာလား။ဒါနဲ့မင်းခုကားမောင်းနေတာမဟုတ်လားကားမောင်းနေတော့ဖုန်းမပြောရဘူးဆိုတဲ့စီကန့်ချက်ရှိတယ်မဟုတ်လားမဟုတ်ရင်ရင်တိုင်းမှုတွေဖြစ်သွားလိမ့်မယ်လို့ပြောဆိုသတိပေးနေခဲ့တဲ့အချိန်မှာပဲဘေဘီကန်နန်ရဲ့ချက်ကားလေးကိုကုန်တင်ကားကြီးစီးကအရှိန်ပြင်းပြင်းနဲ့ဝင်ရောက်ဖြတ်တိုက်သွားခဲ့တာကြောင့်သူ့ရဲ့ချက်ကားလေးကပလက်လန်သွားခဲ့ရပါတယ်။ကုန်ကားပေါ်ကနေဆင်းလာခဲ့တဲ့သူတွေကတက်ကြီးစနီးမောင်နဲ့ထံကနေဘီစကစ်ဆက်ယုံကိုလူယူထားတဲ့
ကိုစတုံးစတီဖ်တို့ကဆင်းလာခဲ့ကြပြီသူတို့ကဘေဘီကန်နန်ကိုမြင်တဲ့အခါဆရာကတရားရုံးမှာတရားသူကြီးနဲ့ဝန်ကြီးပန်ဒီယန်ရဲ့နောက်ကျောင်းတွေကိုဖွင့်ချလိုက်တဲ့ဆိုသူတို့ကခမည်းကိုအသေးသက်ချင်နေကြပြီတရားသူကြီးကကျုပ်တို့မှုတွေအားလုံးကိုဖြေရှင်းပေးမယ်တဲ့အပြန်လည်အနေနဲ့ခမည်းကိုတော့တပ်ပေးရမယ်ပြောတယ်ကျုပ်တို့လည်းမတက်တာလို့ပါဆရာလို့ပြောဆိုခဲ့ကဓာတွေကိုကိုင်ဆောင်ပြီးသူ့ရဲ့ကားနာကိုရှောက်လန်းလို့လာခဲ့တာကြောင့်ဘေဘီကန်နန်တရားကြောက်လန့်ကြအော်ဟစ်လိုက်မိပါတယ်သူနာကိုရုတ်တရက်ရောက်လာခဲ့ကြတဲ့ကိုစတုံးနဲ့စတီဖ်တို့ဟာရုတ်တရက်ပုံစံပြောင်းလဲသွားခဲ့ပြီးဆရာဘလို့ဖြစ်ရတာလဲဆရာကကျွန်တော်တို့အတွက်ညီကိုလိုပါပဲလို့ပြောဆိုကသူ့ကိုကူညီပေးဖို့ကြိုးစားနေခဲ့ကြပြန်မိုင်းအဲနောက်ကိုစတုံးနဲ့စတီဖ်တို့ကဘေဘီကန်နန်ကိုတွဲကသူတို့ရဲ့ကာရှီယာကိုခေါ်ဆောင်လာခဲ့တဲ့အချိန်မျိုးနယ်ကိုပိုင်ချထားတဲ့နန်းနမိတ်မြင်းကိုချိုလိုက်တဲ့အချိန်မှာပဲသူတို့ရဲ့နူးညံ့တဲ့ပုံစံတွေကပြန်လည်ပြောက်ကွယ်သွားခဲ့ပြီးဘေဘီကန်နန်ကိုတပ်ဖြတ်ဖို့ကြိုးစားခဲ့ပြန်မိုင်းနားမလဲနိုင်ဖြစ်နေခဲ့ရတဲ့ဘေဘီကန်နန်ကစတုံးတို့လက်ထက်ကထွက်ပြေးကမျိုးနယ်ကိုပိုင်ချထားတဲ့နန်းနမိတ်မြင်းအတွင်းကိုပြေးဝင်လိုက်တဲ့အချိန်မှာတော့သူနောက်ကနေလိုက်လာခဲ့တဲ့စတုံးတို့ရဲ့ပုံစံကနူးညံ့တဲ့ပုံစံကိုပြန်လည်ပြောင်းလဲသွားခဲ့ပြန်မိုင်းဒါကိုမြင်လာတဲ့အချိန်မှာတော့ဘေဘီကန်နန်ရဲ့နားထဲမှာအရှင်ကာရုပူပြောဆိုသွားခဲ့မှုတဲ့ဒီနယ်မြေကငါးနယ်မြေငါတရားရုံးငါကိုကြော်ပြီးမင်းတို့ဘာမှလှုပ်ဆောင်လို့မရဘူးဆိုတဲ့စကားကိုပြန်ပြီးတော့အမှတ်ရသွားခဲ့ပါတယ်အဆိုပါညမှာပဲဘေဘီကန်နန်ကတရားသူကြီးရာချာနာယကန်ရဲ့အိမ်ကိုတွားရောက်ခဲ့ပြီးသူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြောဆိုရှင်းပြခဲ့ပါတယ်ဒါကိုတရားသူကြီးကမယုံကြည်နိုင်သေးတာကြောင့်ဘေဘီကန်နန်ကဆရာမယုံရင်ကျွန်တော်လက်တွေ့ပြမယ်လို့ပြောဆိုခဲ့ပါတယ်တရားပရီတီကကိစ္စတစ်ခုနဲ့မျိုးပြင်ကိုထွက်လာခဲ့တဲ့အခါအရှင်ကာရုပူဖြစ်တဲ့ဆာရာဗာနန်ကိုပါခေါ်သွားခဲ့ပါတယ်အဆိုပါအချိန်ကိုစောင့်ဆိုင်းနေခဲ့တဲ့ဘေဘီကန်နန်နဲ့တရားသူကြီးတို့ကလူမိုက်တွေဖြစ်ကြတဲ့ကိုစတုံးစတီဖ်နဲ့အော်စတင်တို့အဖွဲ့အားပရီတီရဲ့ကားကိုလိုက်လံတိုက်ခိုက်ဖို့ပြောဆိုညွှန်ကြားခဲ့ပါတယ်လူဆိုးတွေကသူမရဲ့ကားကိုလိုက်လံတိုက်ခိုက်ခဲ့တဲ့အခါပရီတီကနဖျားတစ်ပါးဖြစ်တဲ့အရှင်ကာရုပူပါလာခဲ့တာကြောင့်လူဆိုးတွေကိုမကြောက်မရွံ့ပြန်လည်စိန်ခေါ်နေခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အရှင်ကာရုပူကဒါကငါးနယ်မြေမဟုတ်ဘူးငါးနယ်မြေရဲ့ပြင်ကိုရောက်သွားတာနဲ့ငါရဲ့စွမ်းတွေကဘာမှမဟုတ်တော့ဘူးလို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်ပရီတီကဒါဆိုဘာလုပ်ကြမလဲလို့မေးမြန်းခဲ့တဲ့အခါအရှင်ကာရုပူကမင်းလုပ်ရမှာကကားကိုငါတို့ရဲ့နယ်မြေတွေကိုရအောင်မောင်းပြီးသူတို့ကိုညှခေါ်ရမယ်လို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်ပဲပရီတီကသူမရဲ့ကားကိုအရှင်ကာရုပူရဲ့နယ်မြေထဲထိကိုရောက်အောင်အပြင်းမောင်းနှင်သွားခဲ့ပါတယ်စတုံးတို့ဖွဲ့ကတော့သူတို့ကိုကြောက်ပြီးပြေးတယ်ထင်တဲ့အနောက်ကနေတရကြမ်းလိုက်လာခဲ့ပါတယ်အရှင်ကာရုပူရဲ့အပိုင်းမျိုးဝင်မုတ်ဦးကိုကြိုးဝင်သွားခဲ့တဲ့အချိန်မှာတော့အစွမ်းတွေရရှိသွားခဲ့ပြီဖြစ်တဲ့ဆာရာဗာနန်ကကားပေါ်ကနေဆင်းလိုက်ပြီးသူတို့ရဲ့နောက်ကနေအပြင်းလိုက်ပါမောင်းနှင်လာခဲ့တဲ့ကိုစတုံးစတီဖ်နဲ့အော်စတင်တို့ဖွဲ့စီးနှင်းလာခဲ့တဲ့ကားကိုသူ့ရဲ့မော်ဝင်နေတဲ့နတ်သားကြီးနဲ့ပိုင်ချလိုက်တဲ့အခါမှာတော့ကားကနှစ်ချမ်းကွဲသွားခဲ့တာကိုတစ်ဖက်ကားတစ်စီးပေါ်ကနေစောင့်ကြည့်နေခဲ့တဲ့တရားသူကြီးရာချာနာယကန်နဲ့ဘေဘီကန်နန်တို့ကမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့တယ်မာဒူရိုင်းတရားရုံးကရှင်းနေလေဆာရာဗာနန်ဆိုတာသူတာဝန်ကျတဲ့တရားရုံးတွင်းကအရှင်ကာရုပူနတ်ဖျားဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့တရားသူကြီးရာချာနာယကန်တယောက်ဇောကျွရီပြန်လာခဲ့ရတဲ့အထိထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်ဒါကြောင့်တရားသူကြီးကငါအခြားတရားရုံးတစ်ခုကိုပြောင်းရွှေ့တော့မယ်မင်းလည်းဒီနေရာကနေထွက်သွားသင့်ပြီလို့ကြောက်ရွံ့ထိတ်လန့်စွာနဲ့ဘေဘီကန်နန်ကိုပြောဆိုခဲ့ပါတယ်ဘေဘီကန်နန်ကကျွန်တော်ပြောတာကိုနားထောင်ပါအောင်ကျွန်တော်မှာအကြံတစ်ခုရှိတယ်လို့ပြောဆိုဖြောင်းပြခဲ့တဲ့အချိန်မှာလေတရားသူကြီးကသူ့ရဲ့တနက်နဲ့ဘေဘီကန်နန်ရဲ့ခေါင်းကိုချိန်ရွယ်လိုက်ရင်မင်းကယူကောင်းမယ်ငါကတော့နတ်ဖျားရှင်မန်းတီတီကြီးနဲ့သူနဲ့တွားပြီးတော့တိုက်ခိုက်ရအောင်မယူသေးဘူးလို့တုံတုံရင်ရင်နဲ့ပြောဆိုခဲ့ပါတယ်ဘေဘီကန်နန်ကဆရာဘာဖြစ်တာလဲအခုကျွန်တော်တို့ရှိတဲ့နေရာကသူ့နယ်မြေပြင်ပမှာလေဒီနေရာမှာသူကကျွန်တော်တို့ကိုဘာမှလုပ်လို့မရဘူးလို့ပြောဆိုခဲ့ပါတယ်တရားသူကြီးကအသက်ရှင်ဖို့ဆိုတာငါတို့အတွက်အရေးကြီးဆုံးပဲသူကအရှင်ကာရုပူကွာအနက်ရောက်နတ်ဖျားကာရုပူဆိုတာရန်ကိုကြမ်းတမ်းတဲ့နတ်ဖျားသူ့ရဲ့ဒေါသကိုတွားပြီးတော့စွန့်မိရင်ငါတို့ကိုတစားစီပိုင်းပြီးအယိုးတွေကိုပါမှုံမှုညံ့ညံ့ချေပစ်လိုက်မယ်နတ်ဖျားကိုယ်တိုင်မင်းရှိကိုရောက်လာခဲ့တာတော့မင်းကသူ့ကိုရှင်းပြိုင်ခြင်းနေသေးတယ်ဘလို့အုံနောက်လဲအမှန်ဆိုမင်းကဘာသာပြောင်းလိုက်တဲ့နယ်လို့အဖြစ်တင်ပြောဆိုခဲ့ပါတယ်ဘေဘီကန်နန်ကအဲ့ဒီနတ်ဖျားကသူ့ရဲ့နေမြေထဲမှာပဲစွန့်ထက်တာအပြင်မှာဆိုရင်သူကတာမန်ပါပဲဒီတော့ကျွန်တော်တို့ရဲ့တရားရုံးကိုသူ့ရဲ့ပိုင်တဲ့နယ်နိမိတ်ကနေအပြင်ဘက်ကိုရွှေ့လိုက်ရင်ကျွန်တော်တို့အရင်လိုပဲစိတ်တိုင်းကြချေလေလို့ရမယ်မဟုတ်လားလို့ပြောဆိုစည်းရုံးခဲ့ပါတယ်တရားသူကြီးကတရားရုံးကိုရွှေ့ဖို့ဆိုတာအိမ်ပြောင်းတော့လွယ်တယ်လို့မင်းကထင်နေလားမင်းကစိတ်ဆကောင်းပဲတရားရုံးတော်ကအစိတ်ပိုင်းတွေပျက်စီးနေလို့ပြင်ဖို့တောင်းဆိုထားတာတော့6လကျော်လာပြီ
အဲ့ဒါကဘာမှဖြစ်မလာဘူးဒါကိုမင်းကတရားရုံးတစ်ခုလုံးရွှေ့ဖို့စဉ်းစားနေသေးတယ်မင်းမသားမင်းအယူထခြင်းရင်ထားငါကတော့မပါဘူးလို့ပြောဆိုကထွက်သွားဖို့လုပ်မှာပဲဘေဘီကန်နန်ကဆရာမသွားခင်ကျွန်တော်ကိုအကူအညီလေးတစ်ခုလောက်ပေးသွားခဲ့ပါအောင်လို့တွေးစွာပြောဆိုခဲ့ပါတယ်နောက်တရက်မှာတော့ရေရင်းခုနှစ်တွင်တရားရုံးတွင်းကိုဘေဘီကန်နန်ကသူ့ရဲ့တပည့်လူပိုက်တွေများစွာနဲ့အတူရောက်ရှိလို့လာခဲ့ပြီးအရှင်ကလေးကကြံခိုင်မှုအားနေနေတဲ့တရားရုံးအဟောင်းကြီးကိုတမင်ဖြိုချဖျက်ဆီးပစ်ဖို့လျှို့ဝှက်ကြံစည်ခဲ့ပါတော့တယ်။ဟောင်းတွန်းအိုမင်းနေခဲ့တဲ့ရေရင်းခုနှစ်တွင်တရားရုံးကြီးကဘေဘီကန်နန်နဲ့သူ့ရဲ့ဖွဲသားတွေရဲ့စနက်ကြောင့်အချိန်တိုအတွင်းမှာပြိုကျပျက်စီးမှုတွေဖြစ်လာခဲ့ရပါတယ်။အဆိုပါပြိုကျပျက်စီးမှုအတွင်းမှာတရားသူကြီးချုပ်ရာဂျာနာယာကန်တယောက်မတော်တဆပုံစံနဲ့တည်ဆုံးခဲ့ရပါတယ်။တကယ်တော့သူ့ရဲ့စီယုံမှုအတွင်းမှာပါမလာခဲ့တဲ့တရားသူကြီးကိုဘေဘီကန်နန်ကမျိုးပြင်မှာကလေးကတပ်ဖြတ်ခဲ့တာဖြစ်ပြီးတရားရုံးပြိုကျပျက်စီးမှုအတွင်းမှာခက်တီတီနဲ့ထည့်သွင်းထားခဲ့ကမတော်တဆမှုကြောင့်တရားသူကြီးတည်ဆုံးသွားခဲ့ရတဲ့ပုံစံဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ဘေဘီကန်နန်ဦးဆောင်တဲ့အဖွဲ့သားတွေကအခုလက်ရှိတရားရုံးကအသက်အန္တရာယ်ရှိနိုင်တဲ့ခြေအနေဖြစ်တာကြောင့်သူတို့ကိုအခြားတနေရာမှာတရားရုံးရွှေ့ပြောင်းထားရှိပေးဖို့အစိုးရကိုတောင်းဆိုဆန္ဒပြခဲ့ပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်လို့လွှတ်တော်အမတ်တူအဖြစ်ဆက်လက်တည်ရှိနေခဲ့တဲ့ဝန်ကြီးဗီယန်ပန်ဒီယန်ကိုလည်းဘေဘီကန်နန်ကအကူအညီတောင်းခဲ့တာကြောင့်ဗီယန်ပန်ဒီယန်ကလည်းအဆိုပါတရားရုံးပြောင်းရွှေ့ဖို့ကိစ္စကိုတမီနာတူလွှတ်တော်မှာတင်ပြတောင်းဆိုခဲ့ပါတယ်။ဒါကြောင့်လည်းသက်ဆိုင်ရာကရေတွင်းခုနှစ်တွင်တရားရုံးကိုသီရီပန်ပူတာက IT ပန်းချန်တစ်ခုအတွင်းမှာယာယီပြောင်းရွှေ့ပေးဖို့ညွှန်ကြားခဲ့ပါတယ်။သူတို့ရည်ရွယ်ထားတဲ့အတိုင်းတရားရုံးကိုအရှင်ကာရူပူရဲ့နေနမိတ်ပြင်ပကိုရွှေ့ပြောင်းခွင့်ရသွားခဲ့တာကြောင့်ဘေဘီကန်နန်တို့ဖွဲ့သားတွေဟာအောင်ပွဲခံနေခဲ့ပါတယ်။ဒါမှလည်းသူတို့ရဲ့ရုံးမှာကောက်ချစ်တဲ့မတရားမှုတွေနဲ့အမှုသည်တွေထံကနေဝင်းညစ်ခွင့်ပါမဲ့ဆက်လက်ရရှိနေမှာမဟုတ်ပါလား။တရက်ပရီတီကဆာရာဖာနန်အားသူတို့ဖြစ်ချင်တဲ့အတိုင်းတရားရုံးကရွှေ့သွားပြီးအားလုံးပြီးစီးသွားပြီလို့စစ်ပြက်လက်ပြက်နဲ့ပြောဆိုခဲ့တဲ့အခါမှာတော့ဆာရာဖာနန်ကအဟောင်းတွေကနေအသစ်ဖြစ်သွားတာကကောင်းတဲ့ကိစ္စပဲလို့ပြောဆိုခဲ့တာကြောင့်ပရီတီကဘသူအတွက်ကောင်းတာလဲဘေဘီကန်နန်အတွက်လားသူကသူ့ရဲ့ဖွဲ့သားတွေနဲ့အဲ့နေရာကိုအရင်လိုပဲပြန်ပြီးတော့စိုးမိုးပို့ကြတော့မှာအခုတရားရုံးအသစ်ကအရှင်ရဲ့နေမြေအပြင်ဘက်မှာဆိုတော့အရှင်လဲသူတို့ကိုဘာမှတားဆီးလို့မရတော့ဘူးလို့ပြောဆိုခဲ့ပါတယ်။တစ်ဖက်မှာတော့ IT ဘန်ချန်အတွင်းကခင်မီခန့်ထားတဲ့အစာအုပ်ကြီးတွင်တရားရုံးအသစ်ကိုတက်ရောက်နေခဲ့ကြရတယ်။ရှင်နေတွေကတော့အရန်ကိုသဘောကျနေခဲ့ပါတယ်။အဆိုပါတရားရုံးကြီးရဲ့တရားသူကြီးကတော့မစ္စတာဆောင်းဒရာပန်ဒီယန်ပဲဖြစ်ပါတယ်။တရားရုံးအသစ်ကြီးရဲ့ပထမဆုံးကြားနာမှုမှာတော့ဥပဒေရေးရာဝန်ကြီးအောင်မစ္စတာဗီယန်ပန်ဒီယန်နဲ့နင်နာသူအမျိုးသမီးကာမာနီတို့ရဲ့မပြီးပြတ်သေးတဲ့အမှုကိုဆက်လက်ကြားနာခဲ့ပါတယ်။တရားသူကြီးဆောင်းဒရာပန်ဒီယန်ကဒီအမှုကရေရင်းခုနှစ်တွင်တရားရုံးမှာကိစ္စပြီးပြတ်ခဲ့တဲ့အမှုပဲ။နောက်ဆုံးအဆုံးသက်လျှောက်လဲချက်အတွက်ဗာများတင်ပြစရာရှိပါသလဲဘေဘီကန်နန်လို့မေးမြန်းလာခဲ့တဲ့အခါဘေဘီကန်နန်ကသူလုံးနေကြပုံစံတိုင်းတရားသူကြီးခင်ဗျာကျွန်တော်ရဲ့လျှောက်လဲချက်တွေနဲ့အရေးကြီးတဲ့ချက်တွေကိုစာနဲ့ရေးသားတင်ပြထားပါတယ်လို့တစ်ဖက်ရှိတွေပရီတီမသိအောင်ပြင်ဆင်ခဲ့ပြန်ပါတယ်။စာမျက်နှာ9မှာပါပါတယ်တရားသူကြီးလို့ပြောဆိုလိုက်တဲ့အခါတရားသူကြီးကစာမျက်နှာ9ကိုလှန်ကြည့်ခဲ့ပါတယ်။စာထဲမှာတော့ဘေဘီကန်နန်ကအမှုအတွက်ဘလောက်ပေးမယ်ဆိုတဲ့ငွေအမောက်ကိုရေးသားထားခဲ့တာလည်းဖြစ်ပါတယ်။တရားသူကြီးရဲ့မျက်နှာကရေးထိတဲ့ပန်းကလေးလိုရွှင်လန်းသွားခဲ့ရပါတယ်။အဲနောက်တရားသူကြီးကတရားလိုရှင်နေပရီတီယာမင်းရဲ့နောက်ဆုံးရှောင်းလဲချက်ကရောလို့မေးမြန်းခဲ့တဲ့အခါပရီတီကကျမရဲ့နောက်ဆုံးရှောင်းလဲချက်ကိုလည်းစာနဲ့ရေးသားတင်ပြထားပါတယ်။အရေးကြီးဆုံးအချက်ကစာမျက်နှာနံပါတ်6မှာရှိပါတယ်လို့ပြောဆိုလိုက်တဲ့အချိန်မှာတော့ဘေဘီကန်နန်တရားပရီတီကိုနားမလည်နိုင်တဲ့ကြည့်တွေနဲ့ကြည့်ရှုနေခဲ့ပါတယ်။သူတက်တဲ့သူစူးနေခဲ့ပြီမဟုတ်ပါလား။တရားသူကြီးဆောင်းဒရာပန်ဒီယန်ကပရီတီပြောတဲ့စာမျက်နှာနံပါတ်6ကိုကြည့်ရှုလိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေပြူးကျဲသွားခဲ့ရပြီးအလွန်တရာလဲကြောက်ရွံ့တုန်လှုပ်သွားခဲ့ပါတယ်။ပရီတီကတော့တရားသူကြီးကိုပြုံးပြုံးကြီးကြည့်ရှုနေခဲ့ပါတယ်။တရားသူကြီးကရုတ်တရက်ပြန်လာခဲ့တဲ့ဇောချွေးတွေကိုလက်ကင်ပွားနဲ့တုံလိုက်ရင်နှစ်ဖက်ရှောက်လဲချက်တွေကိုသုံးသပ်ပြီးတဲ့နောက်မှာတရားခံဖြစ်သူဗီယန်ပန်ဒီယန်ဟာတရားလိုဖြစ်တဲ့ကာမာနီရဲ့အပေါ်မှာမပွဲမရပြုမှုခဲ့ကြောင်းတန်တရားဖြစ်ပွဲမရှိထင်ရှားနေခဲ့ပါတယ်။ဒါကြောင့် BNS ပုံမှာ85ရာတရားခံဖြစ်တဲ့ဗီယန်ပန်ဒီယန်ကိုလှုပ်ချမ်းတဲ့ထောင်ဒဏ်3နှစ်ကြာခံစေဖို့နဲ့တရားလိုဖြစ်သူကာမနီကိုလည်းနင့်နာကြီးအဖြစ်ရူပီ85သိန်းပြီးရောစေဖို့အတွက်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဘေဘီကန်နန်ကတရားသူကြီးခင်ဗျာလိုအပ်ရင်ကျွန်တော်စာမျက်နှာတွေထပ်ပြီးတော့ဖြည့်ပေးလို့ရပါတယ်လို့အလောကြီးနဲ့ပြောဆိုခဲ့တဲ့အခါတရားသူကြီးကကျုပ်ရဲ့စီရင်ချက်ကမပြီးသေးဘူး။မင်းကတရားရုံးကိုလက်ထိုးဖို့နဲ့တရားဥပဒေရဲ့ပေါ်မှာလွှမ်းမိုးဖို့ကြိုးစားခဲ့တယ်။
အဲ့အတွက်မပုံတင်ရရှိနဲ့စုံစမ်းစစ်ဆေးရေးအာဏာပိုင်တွေဟာဘေဘီကန်နန်ရဲ့အပေါ်လိုအပ်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ညွှန်ကြားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုမပြီးမချင်းဘေဘီကန်နန်ရဲ့ရှင်းနေလိုက်ခွင့်လိုင်စင်ကိုပါဆိုင်းငံ့ထားဖို့ရှင်းနေများကောင်စီကိုလည်းတင်ပြပြောဆိုခဲ့ပါတယ်။တရားခွင်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဘေဘီကန်နန်ကပရီတီယာမင်းကငါထပ်ပို့ပြီးပတ်စံပေးနိုင်လောက်အောင်အင်အားကြီးသွားပြီပေါ့ဟုတ်လားလို့မေးမြန်းခဲ့တဲ့အခါမှာတော့ပရီတီကရှင်ခါပြောခဲ့သလိုတရားမျှတမှုရှိတာမရှိတာထက်စီရင်ချက်ချတဲ့တရားသူကြီးကိုသိဖို့ပို့ပြီးတော့ရေးကြည့်တယ်ဆိုတာလေဒါပေမဲ့ကျမကတော့အဲ့လိုမထင်ဘူးသူထပ်မှာပို့ဖြစ်နေအင်အားစုတစ်ခုရှိနေတဲ့ဆိုတာကိုသူသိအောင်ပြလိုက်တာပဲလို့ပြောဆိုခဲ့ပါတယ်ရှင်နားမလဲသေးရင်အပြင်ကိုထွက်ကြည့်လိုက်စမ်းမအောင်လို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်ဘေဘီကန်နန်ကတရားရုံးရဲ့အပြင်ကိုထွက်ကြည့်ခဲ့ရမှာတော့တရားရုံးအတွင်းကလူတွေအများကြီးကIT ပန်းချံအတွင်းမှာအသစ်တိစောက်ထားခဲ့တဲ့နတ်ဖျားရုပ်ထုကြီးတစ်ခုကိုပူဇော်နေခဲ့ကြပါတယ်။အဆိုပါအချိန်ရေရင်းခုနှစ်တွင်ဖျားเจ้าကနေ IT ပန်းချံအတွင်းကိုပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ဖျားလူကြီးကနယ်မြေတိုင်းမှာသူ့ရဲ့ကိုယ်ပိုင်စောင့်ရှောက်တဲ့နမင်းဆိုတာရှိတယ်။ဒီနယ်မြေကတော့သူ့ရဲ့နယ်မြေပေါ့။အရင်နတ်ဖျားကာရူပူကတယောက်ယောက်အမှားလုံးမှသာအပြစ်ပေးတာ။ဒါပေမဲ့အခုဒီမှာရှိတဲ့နတ်ဖျားကမကောင်းတဲ့စိတ်ကူးလေးတစ်ချက်ရှိလိုက်ရုံနဲ့မင်းတို့ရဲ့မျိုးဆက်တစ်ခုလုံးအမြင့်ပြတ်သွားစေမဲ့နတ်ဖျားပဲ။ဟိုဘက်နယ်မြေမှာတော့သူကလူသားစိတ်နဲ့ကာရူပူပေါ့ဒီဘက်နယ်မြေမှာတော့သူကပိုပြီးကျက်နဲ့ကာရူပူဖြစ်သွားပြီလို့ပြောဆိုခဲ့ပါတယ်ရှင်နေတူကလက်မကိုဓာတ်နဲ့လေးပြီးနှစ်ဖူးမှသွေးနဲ့မှတ်လိုက်ရင်အပြစ်ရှိသူကသူ့ရံပြီးတေးရတယ်လို့ပြောကြတယ်ဆိုတဲ့စကားတွေကိုကြားလိုက်ရတဲ့အချိန်မှာတော့အားလုံးကအဆောင်ရှောက်နာမည်ကာရူပူဆိုပြီးလက်အုပ်တွေချီမိုးကပူဇော်နေခဲ့ကြပါတယ်ဒါတွေကိုမြင်တွေ့နေခဲ့ရတဲ့ဘေဘီကန်နန်ရဲ့ရင်ထဲမှာတော့အမုန်းမီးတွေကပို့ပြီးတော့တောက်လောင်နေခဲ့ရပါတယ်အဆိုပါချင်းတွေကိုတနေရာကနေကြည့်ရှုနေခဲ့တဲ့ပရီတီရဲ့တွေးတွေထဲမှာတော့သူနဲ့အရှင်ကာရူပူနမင်းတို့ပြောဆိုခဲ့တာတွေကိုပြန်လည်တွေးတောနေခဲ့ပါတယ်ပရီတီကအခုသူတို့တရားရုံးကအရှင်ပိုင်နဲ့ရဲ့အပြင်ဘက်ကိုရောက်သွားပြီးကျမတို့ဘာဆက်လုပ်ကြမလဲလို့မေးမြန်းခဲ့တဲ့အခါအရှင်ကာရူပူကတကိုးမှာနေနမိတ်ဆိုတာရှိပေမဲ့ကြောက်ရွံ့မှုဆိုတာကနေရာတိုင်းကိုရောက်သွားနိုင်တာပဲမဟုတ်လားလို့ပြောဆိုခဲ့ကအဆိုပါ IT ပန်းချံအတွင်းမှာအရှင်ကာရူပူနတ်ပြားရုပ်ထုကြီးကိုအားချင်းဆောက်လုပ်ကအကြောက်တရားရိုက်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ပရီတီကတရားသူကြီးကိုတင်ပြခဲ့တဲ့စာရွက်မှာလည်းအဆိုပါအကြောက်တရားကိုပဲအသုံးချခဲ့တာဖြစ်ပါတယ်။ဝင်ကြီး VN ပန်ဒီယန်ရဲ့ကိစ္စနဲ့ရှင်းနေတယောက်ဖြစ်ကနေဒါဝင်ဆိုင်ငံခံလိုက်ရတာရောသူတို့တရားရုံးဝင်တွင်အရှင်ကာရူပူနတ်ပြားရုပ်ထုကြီးရောက်ရှိလာခဲ့တာရောပေါင်းကဘေဘီကန်နန်နဲ့လူယုံတွေကသူ့ကိုစပြီးခွာပြဲကုန်ကြပါတော့တယ်။တရားရုံးတစ်ကြီးကိုရောက်ရင်သူ့ရဲ့အာဏာကိုပြန်လည်တိစောက်ဖို့ပြင်ဆင်ထားခဲ့တဲ့ဘေဘီကန်နန်တယောက်ကတော့ထင်သားသလိုဖြစ်မလာခဲ့တဲ့အပြင်တင်ကွဲပြေတယောက်တည်းအထီးကျန်သွားခဲ့ရတာကြောင့်ဒေါသတွေပောက်ကွဲနေခဲ့တဲ့အချိန်မှာသူရှီယာကိုအရှင်ကာရူပူတစ်ဖြစ်လဲဆာရာဗာနန်ကရောက်ရှိလို့လာခဲ့ကဘလို့ဖြစ်တာလဲငါကြီးမင်းရဲ့ရှင်နေဘွားကနေဝင်သွားပြီလို့ကြားတယ်အခုမင်းဘာလုပ်မှလဲအချင်းပေါင်းရောက်မှလားဒုတ်ထိုးရောက်မှလားလို့ရီးတက်တဲ့ပြောဆိုခဲ့တဲ့အခါဘေဘီကန်နန်ကဒီနေ့မြေမှာဘာနှစ်ပြားမှမရှိဘူးဆိုတာကျုပ်သိပါတယ်ဒီနေရာမှာသုံးဖို့အစွမ်းတကူဆိုတာလည်းမရှိဘူးအဲ့ဒါကိုဒီမှာရှိတဲ့လူတွေအကုန်လုံးသိရှိသွားမယ်ဆိုရင်ဘာဖြစ်လာနိုင်မလဲခမ ्या ရဲ့အကြောက်တရားကြီးကိုဘလောက်ကြာကြာထိန်းထားနိုင်မှလဲလို့တုံ့ပြန်ပြောဆိုခဲ့တဲ့အချိန်မှလဲဆာရာဗာနန်ကလူကားသားအကောင်ကြီးနေတာစိတ်ကကလေးစိတ်မင်းစဉ်းစားမိသလိုငါကမစဉ်းစားမိဘူးလို့များမင်းကထင်နေလားဟုတ်တယ်ဒီနယ်မြေကငါနယ်မြေတော့မဟုတ်ဘူးဒါပေမဲ့ဒီနေရာရဲ့သဘာဝနဲ့ဒီမှာရှိတဲ့အင်အားကသူတို့ဒီမှာဘာတွေလုပ်နိုင်လဲဆိုတာငါသူတို့ကိုအရေးမြွတ်လေးပြဖို့ပဲလိုအပ်တယ်ကျန်တာကိုတော့သူတို့ဘာသာသူတို့ရှင်းပါလိမ့်မယ်နောက်ဆိုရင်တော့ငါတော့လူတော့မှာမဟုတ်ဘူးဒီကိစ္စမင်းဖေကိုယ်တိုင်ဝင်ပါခဲ့ရင်တော့ဘာမှမပြောင်းလဲနိုင်တော့ဘူးဘာလို့လဲဆိုတော့ယူသားမှုကလည်းစွဲလန်းမှုတစ်ခုမို့လို့ပဲတခါလောက်မြည်ဆန်းဖူးလိုက်တာနဲ့မင်းအဲ့ဒါကိုတောင်းတနေရလိမ့်မယ်ပြီးရင်နောက်ပြန်လှည့်လို့မရတော့ဘူးဒီတော့ကိုပြောင်းလဲပါမဟုတ်ရင်ဒီနေရာကမင်းအတွက်တော့တင်းချိုင်းဖြစ်ချင်ဖြစ်သွားနိုင်တယ်လို့သတိပေးပြောဆိုသွားခဲ့ပါတယ်အဆိုပါနေ့ညမှာပဲတရားရုံးသစ်ဖွင့်ပွဲကိုတရားသူကြီးဆန်ဒရာပန်ဒီယန်ကဦးဆောင်ကကျင်းပခဲ့ပြီးပရီတီကအမှားစကားပြောဆိုနေခဲ့တဲ့အချိန်မှာပဲဘေဘီကန်နန်နဲ့သူ့ရဲ့လူမိုက်ဖွဲ့တွေကရောက်ရှိလို့လာခဲ့ပြီးမစားရတဲ့အမဲတဲနဲ့ပတ်ဖို့ကြိုးစားခဲ့ကြပါတယ်ဟုတ်ပါတယ်ဘေဘီကန်နန်ကတရားရုံးကိုမလာခင်မူရစ်စည်းပွားတွေသုံးဆွဲလာခဲ့တာလည်းဖြစ်ပါတယ်တနက်ပြပောက်ပြီးပွဲလေးကိုဝင်လာခဲ့တဲ့ဘေဘီကန်နန်ကိုတရားသူကြီးကမင်းပြစ်တွေတစ်ခုပြီးတစ်ခုလုံးနေတာပဲလို့ပြောဆိုခဲ့တဲ့အချိန်မှာလဲဘေဘီကန်နန်ကအခုချိန်မှာချုပ်ကတရားသူကြီးပဲဒီတော့ခမ ्या ရဲ့ပါဇက်ကိုပိတ်ထားလိုက်လို့ရိုင်းဆိုင်စွာပြောဆိုခဲ့ပါတယ်အဲ့နောက်သူကိုကြောခိုင်းသွားခဲ့တဲ့သူ့ရဲ့လူတွေကိုပြောဆိုချိန်မောင်းနေခဲ့ပြီးအခုမင်းတို့အားကိုးတဲ့နတ်ဖျားကိုအကူအညီတောင်းကြ
သူဒီနေရာကိုမရောက်လာမချင်းမင်းတို့ကိုငါနှိပ်စက်ပြမယ်လို့ပြောဆိုခဲ့တဲ့အချိန်မှာလဲဘေဘီကန်နန်ခေါ်လာခဲ့တဲ့လူမိုက်တွေကတရားရုံးဖွင့်ပွဲကိုတက်ရောက်လာခဲ့ကြတဲ့လူတိုင်းကိုရိုက်နှက်နှိပ်စက်ခဲ့ကြပါအဲ့နောက်ဘေဘီကန်နန်ကငါလူတွေဒီလောက်ရိုက်နှက်နေတာတော့နင်းရဲ့နတ်ဖျားကရောက်မလာသေးပါလားဒါဆိုရင်တော့ရိုက်နှက်တာနဲ့တင်မရတော့ဘူးလူပါတက်ရတော့မယ်လို့ပြောဆိုကပရီတီကိုသူ့ရဲ့လက်ထဲကတနက်နဲ့ပြစ်ခတ်ခဲ့ပါတော့တယ်အဆိုပါပဲရဲကားစီကရုပ်ကြီးဆိုသလိုရောက်ရှိလာခဲ့ကကားပေါ်ကနေဆင်းလာခဲ့တဲ့ရဲယာရှိကစတီလင်မန်ချက်ကိုတနက်ကြီးစံနဲ့ပရီတီတို့ရဲ့ဂျားကိုပြစ်လိုက်တဲ့အခါတနက်ကြီးစံကစတီလင်မန်ကိုထိမှန်ပြီးပရီတီတယောက်အသက်ချမ်းသာရာရရှိသွားခဲ့ပါတယ်အားလုံးကရုတ်တရက်ရောက်ရှိလာခဲ့တဲ့ရဲယာရှိကိုစိတ်ဝင်စားနဲ့ကြည့်ရှုနေခဲ့ပါတယ်အဆိုပါရဲယာရှိကတော့အခြားသူမဟုတ်ခဲ့ပဲနတ်ဖျားကာရူဘူးဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်လူမိုက်ပီကေကရဲယာရှိကိုပလင်းနဲ့ဝင်ရိုက်ဖို့ကြံစီခဲ့ပေမဲ့သူသာလွတ်ဆင်သွားခဲ့ရပြီးဒဏ်ရာတွေနဲ့လဲကျသွားခဲ့ပါတယ်ဘေဘီကန်နန်ကသူ့ရဲ့လက်ထဲကတနက်နဲ့အဆိုပါရဲယာရှိကိုပြစ်ခတ်ဖို့ကြိုးစားခဲ့ပေမဲ့တနက်ကတူးဆန်းစွာနဲ့ဂျမ်းဖြစ်နေခဲ့ပါတယ်အဲ့နောက်ဘေဘီကန်နန်ကဒါကခမရဲ့နေမြေမဟုတ်ဘူးကျုပ်ရဲ့တရားရုံးပဲကျုပ်ကိုတိုက်နိုင်အောင်တိုက်ဆန်းလို့ပြောဆိုကသူ့ရဲ့နောက်လိုက်တွေကိုရဲယာရှိဆိုသူအားတပ်ဖြတ်ဖို့ညွှန်ကြားခဲ့ပါတယ်ဒါပေမဲ့လည်းလူမိုက်တွေခမရဲယာရှိရဲ့ဝင်းချင်းတပင်ကိုတော့ထိခိုက်အောင်မစွမ်းသာခဲ့ပါဘူးအပိုလိုမရှိကွက်တိဆိုသလိုရဲယာရှိနဖျားရဲ့တိုက်ခိုက်မှုတွေကအသေးစိတ်တိကျနေခဲ့ပါတယ်ရဲယာရှိဆာရာဗာနန်ကငါကိုဘာလို့ထင်လဲငါကနဖျားရဲ့ပုံစံမဲလို့ပြောဆိုခဲ့တဲ့အချိန်မှာပဲဖျားလူကြီးဆိုသူကရဲယာရှိဆိုသူရဲ့လက်ကအဆောင်ဆွဲပြားလေးကိုတွေ့မြင်သွားခဲ့ပါတယ်ဒါကိုမြင်လာတဲ့ဖျားလူကြီးကနဖျားရဲ့စောင့်ရှောက်ပဲလို့တန်းတော်နဲ့ပြောဆိုနေခဲ့ပါတယ်ဟုတ်ပါတယ်အရှင်ကာရူဘူးနတ်ဖျားကတခါတည်းအခြားနတ်ဖျားတွေရဲ့လက်ယုံတော်ဖြစ်လဲအသွင်ဆောင်တတ်တဲ့နတ်ဖျားတစ်ပါးဖြစ်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဘေဘီကန်နန်ကအတိတရားမရပဲအပြင်မှာတရားရုံးတွေထောင်ထဲချီပြီးရှိတယ်ကျုပ်တို့ဘေဘီကန်နန်တွေကလည်းထောင်ထဲချီပြီးရှိတယ်အဲ့ဒီအတွက်ရောဖျားသခင်ဘယ်နှပါလောက်ဆင်းသက်လာနိုင်ပါလဲကျုပ်ကိုစံချင်ပြီးခမားပါမမလုံနိုင်ပါဘူးလို့အတီးခောက်ခတ်အဝင်နှက်နေခဲ့ပြန်ပါအဲ့နောက်အဆုံးစွန်ထိမိုက်ဖို့ပြင်ဆင်ထားခဲ့တဲ့ဘေဘီကန်နန်ကသူ့နားမှာရှိနေခဲ့တဲ့ရှင်းနေမလေးပရီတီရဲ့လေဘင်းကိုဓမြောင်နဲ့ချိန်ရွယ်လိုက်တစားကန်ဖြစ်ပြုတ်လုခဲ့တဲ့အချိန်မှာတော့နတ်ဖျားကာရူပူရဲ့ဒေါသတွေကအထွတ်ထိပ်ကိုရောက်ရှိသွားခဲ့ပြီးချက်ချင်းပဲခမတစ်ခုလုံးကအနီရောင်သွင်းကိုပြောင်းလဲသွားခဲ့ပါတယ်ခဏကြာမှတော့အရှင်ကာရူပူကသူ့ရဲ့မူလရုပ်သွင်းတဲ့တရားရုံးတစ်ကြီးအတွင်းကိုရောက်ရှိလို့လာခဲ့ပြီးအမှန်တရားကိုစန့်ကျင်ကြသူတွေအားလုံးဟာကြံတန်းရက်ဆက်စွာတိုက်ခိုက်တပ်ဖြတ်ခဲ့ပါတော့တယ်လူမိုက်ခေါင်းဆောင်ပီကေကအရှင်ကာရူပူကိုမိထုတ်ကြီးတစ်ချောင်းနဲ့ဝင်ရောက်ရိုက်နှက်ခဲ့ပေမဲ့အရှင်ကာရူပူရဲ့တုံ့ပြန်မှုကြောင့်ပဲပီကေရဲ့ခေါင်းကိုမီးဆွဲလောင်ကကြောက်လန့်ကြအော်ဟစ်ရင်လဲကျတိဆုံးသွားခဲ့ပါတော့တယ်နောက်ဆုံးမှတော့အရှင်ကာရူပူရဲ့အမဲလိုက်သားကောင်ကဘေဘီကန်နဲ့ဖြစ်သွားခဲ့ရပြီးဘေဘီကန်နဲ့တယောက်ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပြီလေဖြစ်ပါတယ်အရှင်ကာရူပူကမကောင်းတဲ့သွေးတွေစီးဆင်းနေခဲ့တဲ့ဘေဘီကန်နန်ရဲ့သွေးဆိုးတွေကိုဖောက်ထုတ်တန့်စင်ပစ်ခဲ့ပါတော့တယ်နောက်တရမှာတော့တရားသူကြီးဆောင်ဒရာပန်တီယန်ဦးဆောင်တဲ့တရားရုံးတော်ကဘေဘီကန်နန်တို့ရဲ့ကောက်ချက်မှုတွေကြောင့်တရားရုံးတော်မှာအနှစ်30နီးပါးကြာအောင်သူ့ရဲ့မှန်တရားကိုစုံစမ်းခဲ့ရတဲ့တရေကြီးဟာဒီနှစ်တွေမှာတရားဥပဒေကမင်းပေါ်မှာမှားခဲ့တယ်ဒီနေ့တော့ငါတို့ရဲ့တရားရုံးကအဲ့ဒီအမှားကိုပြန်လည်ပြင်ဆင်နိုင်မှုအခွင့်အရေးရခဲ့ပြီအခုမင်းကတရေကြီးမဟုတ်တော့ဘူးမင်းနာမည်ကရှမ်မူကန်ပါမင်းကိုတရားရုံးအနေနဲ့ရောတရားသူကြီးတယောက်အနေနဲ့ပါတောင်းပန်မရစီလို့ပြောဆိုခဲ့တဲ့အခါရှမ်မူကန်တယောက်ဝမ်းသာလွန်းလို့မျက်ရည်တွေစီးကျလာခဲ့ရပါတယ်အဲ့နောက်စတုံးတို့လူမိုက်ဖွဲ့ရဲ့မတရားမှုကိုခံခဲ့ရတဲ့တက်ကြီးစနီးမောင်နှံကလည်းတရားမျှတမှုရရှိသွားခဲ့ပါတယ်ပရီတီရဲ့တွေးထဲမှာတော့အခုတော့တကယ်တရားရုံးနဲ့တကယ်တရားမျှတတဲ့ဥပဒေကိုတွေ့မြင်နေရပြီချမ်းသာတာဆင်းရဲတာအစင်တန်းနဲ့ပညာအရှိချင်းမခွဲကြပဲခန်းစားချက်တွေတန်းတူပေးနိုင်တဲ့တခုသီးသောနေရာကတရားရုံးဆိုတာပဲကဘာကြီးကဒီနေရာရဲ့စွမ်းဆောင်ရည်ကိုနားလည်သွားခဲ့တဲ့အခါဘုရားသခင်ကိုမယုံကြည်တဲ့လူတွေရှိကောင်းရှိခဲ့မယ်ဆိုရင်တော့တရားရုံးတော်ကိုမယုံကြည်တဲ့သူကတော့တယောက်မှရှိမှာမဟုတ်ဘူးလို့တွေးတောပြောဆိုနေခဲ့ပါတယ်။တရားတမီနာတို့ဥပဒေပြုလွှတ်တော်တစ်ခုတွဲမှာတော့လွှတ်တော်မတ်တူကတရားရုံးတစ်ခုမှာတော့နဖျားတစ်ပါးပေါ်လာပြီးအားလုံးကပြောင်းလဲသွားတယ်လို့ပြောဆိုနေကြတယ်။ဒါပေမဲ့အဲ့လိုနဖျားကတရားရုံးတိုင်းကိုကြွလာနိုင်မှာမို့လို့လားအခုလဲတရားသူကြီးနဲ့ရှင်နေတွေကဒီပြဿနာအလုံးကိုဖြေရှင်းပေးဖို့တောင်းဆိုထားကြတယ်လို့ပြောဆိုခဲ့တာကြောင့်လွှတ်တော်ဥက္ကဋ္ဌကအဆိုပါကိစ္စအတွက်တမီနာတို့ရဲ့အမြဲတမ်းဝန်ကြီးချုပ်ဒေါက်တာဦးစီလန်အားဖြေရှင်းပေးဖို့ပြောဆိုခဲ့ပါတယ်။ရှင်နေဘေဘီကန်နန်နဲ့ရုပ်ချင်းစင်ပြီးအချင်းလဲလုံကိုတူတဲ့ဒေါက်တာဦးစီလန်က1985ကနေဒီနေ့အထိ
ဥပဒေကော်မရှင်ကိုရှစ်ကြိမ်တိုင်းဖွဲ့စည်းခဲ့ပြီးပါပြီပြည်내အစိုးရဖြစ်ဖြစ်ဗဟိုအစိုးရဖြစ်ဖြစ်ဘယ်အစိုးရကမှတရားစီရင်ရေးရဲ့တောင်းဆိုချက်တွေကိုမဖြည့်ဆည်းပေးခဲ့ဘူးစဉ်းစားသုံးသပ်ဆဲအစစ်မှရှိနေတော့မှာပဲဘာလို့လဲဆိုတော့ကိုရရောင်းတာကနေကြောက်ကတ်ခုမှုဆန္ဒပြပွဲပြစ်ခတ်မှုနဲ့အချုပ်ခန်းတွင်လူသက်မှုတွေအထိအခုလွှတ်တော်ထဲမှာရှိတဲ့လူပေါင်း234ယောက်ထဲမှာ180လောက်ကရာဇဝတ်မှုတွေကိုရင်ဆိုင်နေရလို့ပဲတကယ်လို့တရားရုံးတွေတောင်းဆိုတိုင်းသာဖြည့်ဆည်းပေးရရင်တော့ကျုပ်တို့ဒီမှာထိုင်နေရမှာမဟုတ်ဘူးကျုပ်တို့တွေအလုံးတန်တိုင်နောက်ကိုရောက်သွားတော့မှာပေါ့တရားရုံးဆိုတော့အမှုရဲတွေအပုံလိုက်ကြီးအောက်မှာပဲနစ်မြုပ်ထားရမယ်အစုံမရှိတဲ့ပြဿနာတွေရဲ့အောက်မှာအသက်ရှူချက်တရားလုပ်ထားရမယ်ဒါမှငါတို့ကိုလာပြီးတော့မရှုံနိုင်မှာဘာကပို့ပြီးတော့ရေးကြည့်လဲပြည်သူအကျိုးလားငါတို့ရဲ့အာဏာတည်မြဲဖို့လားဒါကြောင့်တရားစီရင်ရေးတောင်းဆိုချက်တွေကိုဖြည့်ဆည်းပေးဖို့မဲခွဲဆုံးဖြတ်လိုက်ကြမလားလို့ပြောဆိုခဲ့ပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးကခွင့်ပြုပေးခဲ့တာကြောင့်လွှတ်တော်မှန်234ယောက်ကိုမဲခွဲဆုံးဖြတ်ခဲ့တဲ့အခါမှာတော့အာဏာတည်မြဲရေးဆိုတဲ့ဘက်ကမဲရည်အတွက်ဟာ233မဲရရှိခဲ့ပြီးပြည်သူအကျိုးအတွက်ဆိုတဲ့ဘက်ကမဲတမဲသာရရှိခဲ့ပါတယ်ဒါကိုမြင်လာရတဲ့နေရာပြောက်မှာစိုးကြောက်တဲ့ဒေါက်တာဦးစီလန်ကအတိုက်ခံတွေတောင်ငါတို့နဲ့ပူးပေါင်းပေးတယ်ဒါပေမဲ့စန့်ကျင်ဘက်မဲတမဲရှိနေတဲ့ဆိုတော့ငါတို့လွှတ်တော်ထဲမှာသူတော်စင်တစ်ပါးများရှိနေလားလို့လောင်ပြောင်ပြောဆိုနေခဲ့တဲ့အချိန်မှာပဲပြည်သူအကျိုးအတွက်မဲတမဲကိုပေးခဲ့တဲ့အရှင်ကာရူပူကပြုံးလိုက်ရင်ငါကသူတော်စင်မဟုတ်ဘူးငါကလူယုံပါပဲမင်းတို့ထင်ထားတာထက်အတိုင်းထက်လုံးရုံမာတဲ့လူယုံပါနော်ပြည်သူအတွက်အကျိုးရှိမဲ့နေရာကိုမင်းတို့ကမလုပ်ချင်ဘူးပေါ့ဟုတ်လားမင်းတို့လမ်းမပေါ်ရောက်တဲ့အထိငါကစုံမပေးရမလားလို့ပြောဆိုလိုက်တဲ့အခါနေရာပြောက်မှာစူးချောက်တဲ့ဒေါက်တာဦးစီလန်နဲ့သူ့ရဲ့ဖွဲ့သားတွေဟာဂီတရာစာကိုမြင်လိုက်ရတဲ့ခွေးတွေလိုအမီးတွေကုတ်သွားခဲ့ရရင်ဇလန်းလေးကပြီးဆုံးသွားခဲ့ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပြီးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap channel ကို subscribe လေးပြုလုပ်ပြီးသွားပါအောင်နော်။စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။